ကျွန်တော်ထဲမှာတောက်လောင်နေတဲ့အရာတခုကဘာလဲဆိုတော့ဒီ generation ဟာကျန်းစာဖတ်တဲ့သူတွေပဲမဟုတ်ကျန်းစာထဲရအရာတွေကျွန်တော်တို့အထဲမှာဖြစ်တာကိုသင်တို့မြင်တွေ့ရမယ်အာမင်မကျွန်တော်ပြောပြမယ်နှုတ်ကပတ်တော်နဲ့အညီမဆုတောင်းတတ်ရင်အဲ့ဒီဆုတောင်းခြင်းကဘာမှမထိရောက်ဘူးဆုတောင်းခြင်းဘလောက်အားကြီးတယ်ပြောပြောတင်ဟာနှုတ်ကပတ်တော်နဲ့ညီတဲ့ဆုတောင်းခြင်းမဟုတ်ရင်ဘာမှမထိရောက်ဘူးကြိုက်တဲ့လောက်ဆုတောင်းဆုတောင်းနေဆိုတာကကိုတောင်းချင်တာရှောက်တောင်းခိုင်းတာမဟုတ်ဘူးဖေဟာသူ့ရဲ့နှလုံးတော်ကိုသိပြီးတော့ဆုတောင်းရတာဒါကြောင့်သူ့ရဲ့နှလုံးတော်ကိုသိဖို့ तू ကဘာပေးထားလဲဆိုတော့နှုတ်ကပတ်တော်ပေးထားတာနှုတ်ကပတ်တော်တော်မှာအခုဆိုရင်ကျွန်တော် DMI ကျမ်းစာထွက်လာတော့မယ်မကြခင်ကျွန်တော်တို့ဒီမှာအသင်းသားတွေတော့ရကြမှာအဲ့ဒီမှာကျွန်တော်အချိန်မှီရင်ပေါ့ကျွန်တော်ဘုရားရှင်အရန်နှိုးစော်လို့အချိန်မှီရင်ပေါ့အခုတော့သူတို့ထုတ်လိုက်ပြီလားတော့မသိဘူးထုတ်လိုက်ရင်တော့ဒီ version တခုတော့မရတော့ကျွန်တော် study bible ထပ်ရောက်လာရင်တော့အဲ့မှာတော့ကျွန်တော်တို့ဘာကိုပြန်ထည့်မလဲဆိုတော့အဲ့ဒီယေရှုခရစ်တော်ပြောတဲ့စကားတွေအားလုံးကိုကျွန်တော်ကာလာနဲ့ပြန်လုပ်မှာဒါအင်္ဂလိပ်မှာတော့ရှိတယ်မြန်မာမှာမရှိဘူးကျွန်တော်တို့ focus လုပ်ရမှာကယေရှုပြောတဲ့စကားကိုကျွန်တော်အရင် focus လုပ်ရမှာနော်ယေရှုပြောတဲ့စကားကိုအရင် focus လုပ်ဖို့အရေးကြီးတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီယေရှုပြောသွားတဲ့စကားတွေမြေကြီးမှာသူရှိစဉ်မှာပြောခဲ့တဲ့စကားတွေကကျွန်တော် serious အရင်ထားဖို့လိုတယ်ဒါကြောင့်မေရိုမာရီယာအရန် smart ဖြစ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်အရန် smart ဖြစ်တယ်အရန် wise ဖြစ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်သူတခါလေးမှနားမလဲတော့ညားလဲပဲသူပြောတဲ့စကားတွေကတိတ်ကိုဝိညာဉ်စကားဖြစ်နေတယ်ဥမာပြတစ်ချက်လောက်ကြည့်အောင်ပြီးရင်ဒီကိုပြန်လာမယ်နော်ယောဟန်ခန်းကြီး2ကိုသွားရအောင်ယောဟန်ခန်းကြီး2ငယ်1ကနေစကြည့်အောင်ဒါအားလုံးသိထားတဲ့အတိုင်းပဲ3ရက်မြောက်သောနေ့၌ဂါလိလဲပြည်ကာနာမြို့အားလုံးဖတ်ရအောင်1 2 3 3ရက်မြောက်သောနေ့၌ဂါလိလဲပြည်ကာနာမြို့တွင်မင်္ဂလာဆောင်ပွဲကိုခံကြစဉ်ထိုပွဲ၌ယေရှု၏မဲတော်ရှိဆက်သွားယေရှုနှင့်တပည့်တော်တို့ကိုလည်းထိုပွဲသို့ခေါ်ပင့်ကြ၏ very good ကုံသောအခါယေရှု၏မဲတော်ကစပြည့်ရမရှိဟုကြားပြော၏ very good မကြည့်အောင်ဒီမကြည့်အောင်ဖတ်တဲ့အခါမှာဇလန်ကိုတခါတည်းဖြစ်ပြနေတဲ့အရာအားလုံးသင်ပုံဖော်ကြည့်အောင်ဘာပွဲလဲမင်္ဂလာဆောင်ပွဲအဲ့ဒီမှာဘယ်သူရှိနေလဲယေရှုခရစ်တော်ရဲ့မဲတော်ရှိနေတယ် very good အဲ့မှာဘယ်သူခေါ်ပင့်ထားလဲယေရှုနဲ့တပည့်တော်တွေကိုခေါ်ပင့်ကြတယ်ဖိတ်ထားကြတယ် very good အဲ့မှာဘာဖြစ်လဲဆိုတော့စပြည့်ရကုန်ပြီတဲ့ okay စပြည့်ရကုန်ဒါနဲ့စပြည့်ရကုန်တဲ့အခါမှာယေရှုဤမဲတော်ကစပြည့်ရမရှိလို့ဘယ်သူကြားပြောတာလဲတရားကြောင့်စပြည့်ရကုန်တော့အခါယေရှုဤမဲတော်ကစပြည့်ရမရှိဟုကြားပြော၏ဆက်သွားယေရှုကလည်းအချင်းမိန်းမသင်သည်ငါနှင့်အဘယ်သို့ဆိုင်သနည်းငါအချိန်မရောက်သေးဟုမိန့်တော်မူပြန်ကြည့်အောင်တစ်ကနေပြန်ဖတ်ရအောင်ပြန်ဖတ်3ရက်မြောက်သောနေ့၌ဂါလိလဲပြည်ကာနာမြို့တွင်မင်္ဂလာဆောင်ပွဲကိုခံကြစဉ်ထိုပွဲ၌ယေရှု၏မဲတော်ရှိ၏ very good ယေရှုနှင့်တပည့်တော်တို့ကိုလည်းထိုပွဲသို့ခေါ်ပင့်ကြ၏ဟုတ်ပြီစပြည့်ရကုန်သောအခါယေရှု၏မဲတော်ကစပြည့်ရမရှိဟုကြားပြော၏ဟုတ်ပြီမကြည့်ပြန်သွား3ကိုပြန်သွား3ကိုသွားခိုင်းတာစပြည့်ရကုန်သောအခါ
when they ran out of wine the mother of Jesus said to him ဘယ်သူပြောတာလဲသူကယေရှုပြောတာဘယ်သူမှမပြောဘူးစပည့်ကုန်ပြီလို့ဘယ်သူပြောရလဲယေရှုပြောတာဒါဆိုရင်စပည့်ကုန်တာယေရှုနဲ့ဆိုင်လားအဲ့ဒီရဲ့ပွဲကမင်္ဂလာဆောင်တတို့သားတတို့သမီးရဲ့မိသားစုနဲ့ဆိုင်လားယေရှုကဧည့်သည်ပဲလေခေါ်ဖိတ်ခါနေသူပဲဘာကြောင့်မို့လို့သူ့ကိုစပည့်ကုန်ပြီလို့ပြောရတာလဲမေရောမာရီကောင်းကောင်းသိတယ်တရှင်တော်ဝိညာဉ်တော်အပြင်ပရိသတ်တွေတည်ပြီးတော့မွေးဖွားလာတဲ့သူ့ရဲ့ဝန်းထဲကနေမွေးဖွားလာတဲ့သူဟာဘသူလဲဆိုတာသူကောင်းကောင်းသိတယ်အရာခတ်သိမ်းရဲ့ပြဿနာကိုဖြေရှင်းနိုင်တဲ့သူကသူဖြစ်တယ်ဆိုတာသိတဲ့အတွက်ကြောင့်သူ့ကိုအားကိုးတကြီးနဲ့ပြောတာဖြစ်တယ်နားလည်ထားစေချင်တယ်ဒီကဘာမြေကြီးပေါ်မှာမဖြေရှင်းနိုင်တဲ့ပြဿနာယေရှုမှာဘာတစ်ခုမှမရှိဘူးစပည့်ရေကုံနာနဲ့ယေရှုနဲ့ဘာဆိုင်လို့လဲဆိုင်တယ်စပည့်ရေကုံပြီးလို့ယေရှုရဲ့မေတော်ကယေရှုကိုတွားပြောတယ်ဆက်သွားလေးမှာယေရှုကလည်းအချင်းမိမသင်သည်ငါနှင့်အဘယ်သို့ဆိုင်သနည်းငါအချိန်မရောက်သေးဟုမိန့်တော်မူ၏ဒါဆိုဘာလို့နားလဲရလဲမတ်တာကျွန်တော်ဖယားကအမြဲတမ်းအချိန်မီအလုပ်လုပ်တဲ့ဖယားဖြစ်တယ်ဘာဖြစ်လို့အချင်းမိမတင်ဒီငါနဲ့အဘယ်သို့ဆိုင်တနည်းလို့ပြောရတာလဲတခုပဲပြောပြမယ်ပူတာဖယားမကြိုက်လို့အချိန်တိုင်ရင်ငါရှိနေတဲ့ဒီမင်္ဂလာဆောင်ပွဲမှာငါရှိနေတဲ့အတွက်ကြောင့်ဘယ်အရာမှအရှက်တကွဲအကျိုးနဲ့ငါမဖြစ်စေဘူးမပူနဲ့ရိုင်းတာမဟုတ်အဲ့ဒါမပူခိုင်းတာဖယားကပူတာကိုမကြိုက်ဘူးဖယားနဲ့အလုတ်လုတ်ချင်ရင်ဖယားနဲ့အတူအသက်တာမှာအသက်ရှင်ချင်ရင်မပူနဲ့ပူပန်ခြင်းကဖယားနဲ့ဘာမှမဆိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်ပူပန်ခြင်းကဖယားသားသမီးတွေပြောရမယ့်ဘာသာစကားမဟုတ်ဘူးငါအချိန်မရောက်သေးဘူးမိန့်တော်မူ၏ဆက်သွားငါမှာမေတော်ကလည်းသူစေခိုင်းသမျှတို့ကိုပြုကြလော့ဟုအစေခံတော်အဲ့ဒီမှာအယံအရေးကြီးတာ whatever he says to you do it ဒီနေ့ကျွန်တော်တို့ဘဝမှာအရေးကြီးဆုံး whatever he says to you do it whatever he says to you do it from now on whatever he says to you do it doesn't matter ဘယ်သူဘာပြောလဲဘယ်သူတွေကမဖြစ်နိုင်ဘူးပြောလဲဘယ်သူတွေကဘာပြောလဲအရေးမကြီးဘူး whatever he says to you do it ဘယ်သူဘာပြောလဲအရေးမကြီးဘူးယေရှုဘာပြောလဲယေရှုဘာပြောလဲတင်တခုခုပြဿနာဖြစ်လာကျမ်းစာအုပ်ဖွင့်ပြီးတော့မှယေရှုဘာပြောလဲအာမင်တင်ရှာတတ်ဖို့လိုတယ်တင်းရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စယေရှုဘာပြောလဲတင်းရဲ့အိမ်တော်ကြီးနဲ့ပတ်သက်ယေရှုဘာပြောလဲတင်းရဲ့အလုပ်ကိစ္စနဲ့ပတ်သက်တာယေရှုဘာပြောလဲတင်းရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ဟာယေရှုဘာပြောလဲတင်းရဲ့ယူပါနဲ့ပတ်သက်တာယေရှုဘာပြောလဲ whatever he says to you do it whatever he says to me I will do it
ဖြစ်ဖို့လိုတယ် I willဒီနေ့ဆိုတော့ I will do it whatever he says I will do it ယေရှုမေတော်မာရိယာအယံပါနတ်တယ်သင်ကိုလှုပ်ပေးမှာမဟုတ်ဘူးကျွန်တော်ဆူတောင်းတဲ့အခါမှာလှုပ်ပေးဖို့ထိုင်ဆောင်တယ်ဆူတောင်းရင်လှုပ်ပေးဖို့ထိုင်မဆောင်ရဘူးလှုပ်ခိုင်းဖို့ထိုင်ဆောင်ရတာသင်ဆူတောင်းပြီးပြီဆိုရင်ဘာလုပ်ရမလဲကိုတော့ဒီကိစ္စမှာဘာလုပ်ရမလဲကိုတော့ဆိုဖခင်ကသင်ကို direction ပေးလိုက်မယ်တွားလေရနဲ့ထရာဖျားကိုဒါပေမဲ့အဲ့ဒီမတိုင်ခင်ပါလာလေကိုညံကိုအမိမပြုတ်နဲ့ဟုတ်လားကိုညံကိုအမိမပြုတ်နဲ့ဆိုတော့ကိုညံအမိပြုတ်ရဆိုပါလေမနေ့ကဘာလုပ်မတစ်ခါဘာလုပ်ဘယ်သူနဲ့ဘာလုပ်ကောင်းမလားငါဘယ်သူနဲ့ဘယ်လိုလုပ် shut down လုပ်ပလိုက်အကုန်လုံးပြဘာလုပ်မှာလဲ whatever he says to me I'll do it then what အဖြစ်အပမှာရှိလဲဖယားပါပြောနေလဲငါ့ကိုရှာတော့လုံးဝကြောက်စရာမလိုတာကယေရှုကလေသူကဒီတိုင်းတက်သွားတာမို့သူစကားထားပေးခဲ့တယ်သူ့ရဲ့စကားကသူပဲသူ့ရဲ့စကားကိုဆွဲကင်တိုင်းမှာသူအသက်ရှင်ကြောင်းအမြဲတမ်းသက်သေပြတယ်သူ့ရဲ့စကားကိုဆွဲကင်တိုင်းမှာအမြဲတမ်းသက်သေထူတဲ့ဖယားဖြစ်တယ်သူ့ရဲ့စကားပေါ်မှာရက်တိုင်းမှာဖယားကအမြဲတမ်းသက်သေထူပေးတဲ့ဖယားဖြစ်တယ်ဘုရားခင်နာမဘုန်းကြီးပါစေတော့ဒီ generation ကျွန်တော်ဖြစ်စေချင်တာသူများဘာပြောလဲအရေးမကြီးဘူးယေရှုဘာပြောလဲယေရှုဘာပြောလဲ whatever he says to you Mary ပြောတယ် do it ကျွန်တော်အဲ့ဒီအောင်ဖိုင်နေကျွန်တော်အရာ that's it I'll do it ဒါကျွန်တော်အမှနားလေတော့တာဒါကြောင့်ကျွန်တော်ချက်ချင်းကျွန်တော်ကျမ်းစာကိုလေကျမ်းစာBible Factory ကိုကျွန်တော်လှမ်းပြောတယ်ထည့်လို့ရရင်ထည့်ပေးပါအောင်အချိန်မီလားမမီလားမသိကျွန်တော် message တော့ထားခဲ့တယ်သူတို့တော့လုံနေကြတယ်မမီတော့ရင်တော့နောက်တစ်ခေါက်ပေါ့ကျွန်တော်အုပ်4000ရောက်လာမယ်မကြာခင်မှာတမ DMI Bible အုပ်4000ရောက်လာဒါကျွန်တော်အတင်းသားတွေအတွက်ပဲတခြားလူတွေလည်းမပါဘူးမယောင်းလည်းမယောင်းနိုင်အောင်ရောင်းဖို့လည်းမဟုတ်ဘူးအလကားပေးတာကျန်းစာဖတ်ဖို့ပေးတာအလှတင်ထားဖို့မဟုတ်ဟဲကျန်းစာလေးလှတယ်အလကားတင်ထားဖို့မဟုတ်ဖတ်ဖို့ whatever he says to you do it ဘာလို့လဲသိလားမေတော်မာရိယာဘာလို့ပြောတာလဲမေတော်ကလည်းသူစေခိုင်းသမျှတို့ကိုပြုကြလို့အစေခံတော့ဆိုတယ်ဘလောက်အရေးကြီးသွားပြီလဲပြဿနာတစ်ခုဖြစ်လာရင်ကိုတော့လှုပ်ပေးပါလို့ပြောရင်ကိုတော့မင်းငါနဲ့ဘယ်သူဆိုင်နေပြောချင်တဲ့အဓိပ္ပာယ်ပါလဲငါအချိန်မှာငါလှပဆိုအလုပ်လုပ်မယ်ဒါပေမဲ့ငါအလုပ်လုပ်တာမဟုတ်ငါနဲ့အတူမင်းတို့အလုပ်လုပ်တတ်ရမှာငါနဲ့တူပါလဲအလုပ်လုပ်တတ်ရမယ် come on ဘုရားသခင်ငါပြင်းနေကိုစိတ်ဝင်စားအောင်ဘုရားပါလဲငါပြင်းနေကိုစိတ်ဝင်စားအောင်ပြင်းလို့မရလောကလုံးမလို့ချင်လို့မှုတော်ဆောင်နေတဲ့မရဘူးငါပြင်းမှုတော်ဆောင်လို့မရဘူးအလုံးမလို့ချင်လို့ဒီအမှုတော်ဆောင်နေဆိုတာကကျန်းစာအုပ်လေးနဲ့ကိုင်းပြီးတော့ AC တရားလေးဟောပြီးတော့လူငွေကောက်တယ်အဲ့ဖွဲ့ကဘယ်တော့မှ level မတက်ဘူး okay မရလူက10နာရီအလုပ်လုပ်နိုင်တယ်10နာရီမျက်မှောက်တော်ထဲမှာမနေနိုင်ဘူးမယုံစမ်းကြည့်ပါလား10နာရီအပြင်မှာအလုပ်လုပ်ရေးလဲပဲ10နာရီမျက်မှောက်တော်ထဲနေကြည့်ပါလားသေတော့မယ်ခါနာတော့လို့ဘာလို့ဖုန်းကောက်ကိုင်းခြင်းလို့ TV ဖွင့်ခြင်းလို့အပြင်မဲ့သွားခြင်းလို့ shopping mall shop ဖြစ်ကုန်မြေကုန်မျက်မှောက်တော်ထဲမှာ
needed a yadago namale naimbu. We don't a poor machine money that they put poso at a theometro. And a money, you know. Suit down now, upon him, suit down now, pure way she did. She did. A Pauline so suit down chin. A poor machine, summa down chin now. And a payana muilio that they were upon never muilio that they are. No, Revelation I think out this payane, and Ude long was saying a change out of my lara, think to a titan to a ya, Lisa de paya. Think it's out to me, but don't be. Think it's out better, I'm not to me, my bio. Say chat to me out, pure in everything, my pure machine, confirmation, may you, sabro, sound. Don't know property, Mimula, la pure, the general pure like the now, my pure machine, nipper of mamma, and they will look your later. Neo pure the paya, now le pure, now Jomo. Ching the paya, na una pa alolo de paya. Mata proper sodaga, thing was a gap, thing to pure time, thing le paya pure pure, paso di chain di calaga. The method padang a pian with my chance of Pabule Pian, Sudan will appear, a go meta will appear, a go be a mouth of a neighbor appear, the shell of foam bonnet, no power of relation I'm allowed to me up your abbey, you more adaro. Ajaro Matua, Mabido, pure as a car, mo choke property of money. The man a chain mother. And my tallow of mother, as you know, mare, mo, payaga, pure a chain ma, to ga, two chain to sheet. No, Mayo paya the kinga, see why you look at a county payment, pure life. Okay, county pay the hobbies of the tallow, I'm a show no. Show like show, I'm a horse your boy. No, more. See why in a county payment. That be a chain male. Benia male. Badu nele. Detail. Jodi Mabia. Nabaima. Proper pure. Very sharp prophet people loaded. Jonabiam. Nia a chain. Bedune, teacher, Chacha, Pio, 8 and Pico PM. Yibuya general information or Peda Leshibare. Tabeme, the girl detail penam. Jono Yojide, Machakema, D, the Lidima, Pilalime. Pilalime, Mati Chaven, a general out of Mabione. Mabione, a pure piece of the record lota. Pico PM, a teacher, a con PM. Okay? Lame. Bidine Bama to the Guadi Romalona. Yebuyale, Yebuya Lolomia. Okay. Payaga to a chain to La Paso a Lolo de Paya. I met two Zaga Piore Chinshire. Eri a chain to a teacher Piore. To say kind of miago, Mino, Lilo, Dave. Satwa. Ciao. Shura Bada Lia, Saint Jachin, Apollo, for Yan night, the din, don't din come window, Chow, see Chow Long Talia she. Yeshugale, E. Odogo, G. Jahu, second do are main normally, told the Rodi, Shamata Chijai. Good. Palo Kaimile Ye Pikaina. That shenzi de ye ure. The red tonza ya ladded dure ain't him when came at that shin low bede. Chase bede. That shin low bede. Peter ma win yada. Let the cherry say that Saint Jesse de O she. Eddie Otel Balo kind of ye take kind. Pajang le lo pure kama Yeshu kaine aya dainga tabawa machare atwajang mero Maria jutin pure hara pite. Tabawa chacha a low chin Yeshu ne a low meow. Tabawa chacha a low chin then tabawa tega lude net in Bama Tuma Mahopu.
တင်းကိုဖယားလောကရဲ့အလင်းလို့ပြောတော့ကြောင့်သူများထက်ထူးခြားသောသူဖြစ်စေခြင်းတယ်သူများထက်ထူးခြားသောသူဖြစ်ဖို့တင်ကလူတွေရဲ့ဖြစ်နိုင်ခြင်းနဲ့တွားလို့မရအောင်လူတွေရဲ့စကားနဲ့တွားလို့မရအောင်ယေရှုရဲ့စကားနဲ့တွားရမယ်ယေရှုကဤယေအိုးတို့ဖြစ်အစေခံတို့ကမိန်တယ်ဒါနဲ့မေတော်မာရိပြောထားတဲ့အတွက်ကြောင့်သူတို့လည်းလိုက်လို့ရတယ်ရှံမတက်ဖြစ်တယ်ဘာဆိုင်လို့လဲစပြည့်ရေကုန်တာနဲ့အဲ့ဒီအိုးထဲကိုရေထည့်တာနဲ့ဘာဆိုင်လို့လဲဖျားလှုပ်တဲ့အရာကဘာမှမဆိုင်ပေမဲ့ဆိုင်တယ်ဒါကြောင့်တခါတလေမှာကျွန်တော်ဘာတင်ပေးနေထင်လို့လဲတင်တို့ကိုဖျားနဲ့သွားတက်ချင်းကိုတင်ပေးနေတာဟိုလူကပြောလိုက်မယ်မဖြစ်နိုင်ဘူးဒီလူကပြောတယ်မဖြစ်နိုင်ဘူးဟိုလူကတော့မလုံနဲ့ပြောလိုက်မယ်ဒီလူကမလုံနဲ့ပြောလိုက်မယ်ဒါပေမဲ့ဖျားဘာပြောလဲဖျားဘာပြောလဲပြောတိုင်းလှုပ်လိုက်ကျွန်တော်တဆင့်ဒီလာမဲ့ Wednesday မှာကျွန်တော်ထပ်သင်ပေးမယ်ဖျားကဘာတွေပြောတာလဲယေရှုကဘာတွေပြောတာလဲဆက်ရှောင်း remind လို့အဲ့ဒါထပ်သင်ပေးမယ်ယေရှုကဘာတွေပြောသွားလဲကျွန်တော်ဒီလောကမှာအသက်ရှင်စဉ်အချိန်မှာလောကကိုအောင်မြင်စေဖို့ဘာတွေပြောသွားလဲသူ့ရဲ့စကားလုံးတွေဘာတွေအယံတန်ဖိုးကြီးမားလွန်းလှတဲ့စကားလုံးတွေသူ့စကားလုံးနဲ့တန်ဖိုးကြီးတယ်ကွာဒါပေမဲ့အဲ့ဒီထဲကနေမှကျွန်တော်တို့လက်တွေ့ apply လုပ်လို့ရတဲ့စကားလုံးတွေအများကြီးရှိတယ်အဲ့ဒါတွေကျွန်တော်ဆွဲထုတ်ပြမယ်ငွေကြေးနဲ့ပတ်သက်တဲ့ဟာရှိတယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ဟာတွေရှိတယ်ကျွန်တော်တို့live တော့ဗျာအကုန်လုံးနဲ့ပတ်သက်တဲ့ဟာတွေရှိတယ်။ဥပမာစီးပွားရေးနဲ့ပတ်သက်တဲ့ဟာယေရှုချပြတော့အရန်လှတယ်။ဒါ24ရက်နေ့မှာကျွန်တော်သင်မယ်အဲ့ဒါ free ကျွန်တော်သင်ပေးမှာပါ။ဒါမဲ့ဟိုမှာပြောတဲ့အတွက်ကြောင့်ဟိုမှာယင်သင်ပေးမယ်။ဝါသနာပါရင်လာတက်ပေါ့။ Saturday လာတက်ပြီးရင် Saturday ညပြန်လာခဲ့။လာချင်းပြောတာဒါပေမဲ့ဒီမှာပြန်လာသင်ဖို့ကတော့အချိန်တစ်ခုရှိမှာပေါ့ကျွန်တော် flow တိုင်းပဲသွားတာဆိုတော့24ရက်နေ့မှာကျွန်တော်အဲ့ဒါကိုတေချာသင်ပေးမယ်ပြန်လဲဖြတ်မှာပါဗီဒီယိုဖြတ်မှာပေါ့ဗီဒီယိုမဟုတ်ပါဘူးလဲ online ဖြတ်မှာပေါ့ယေရှုကဤယေအိုးတို့ဖြစ်အစေခံတို့ကမိန်တယ်ထိုသူတို့သည်ရှံမတက်ဖြစ်ကြတယ်ဆက်သွားယခုခတ်၍ပွဲအုပ်ထဲသို့တွင်းလော်တယ်ရေအိုးထဲကိုဒီတန့်ရှင်းရေအိုးထဲကိုရေထည့်တာတော့ဟုတ်ပြီဒါပေမဲ့အဲ့ဒီရေကိုခတ်ပြီးတော့ပွဲအုပ်ထဲတွင်းမဲ့ကိစ္စမဟုတ်ပြန်ဘူးတခါတလေမှာကျွန်တော်တို့ဖျားခိုင်းတဲ့အရာတွေအားလုံးကတကယ်တော့လောကနဲ့ဆန့်ကျင်ဘက်ကြီးအယူလို့ထင်ရတဲ့အကွက်တွေအများကြီးရှိတယ်ရိုက်ပေါက်တွေအများကြီးပဲယေရှုခရစ်တော်ကသူစီးဖို့မြဲလေးကိုတွားပြီးတော့ဘယ်မှာယူခိုင်းလဲသူများရဲ့ခြံထဲမှာခြိထားတဲ့တခါမှမစီးသေးတဲ့မြဲကလေးကိုတွားကြိုးဖြီလာခဲ့ပြီးတော့ယူခဲ့တဲ့အဲ့ဒါကိုတပည့်တော်တွေကလည်းလှုပ်ရဲတယ်သူခြံမဟုတ်ဘူးအတိမိတ်ဆွေခြံလည်းမဟုတ်ဘူးဒါမဲ့နင်တို့ဘာလုပ်လဲလို့မင်းသခင်အလိုရှိတယ်လို့ပြောလိုက်တယ်။အောင်းကြရင်သခင်အလိုရှိတယ်လို့ပြောလိုက်တယ်။ပြောချင်တာကညီကိုမောင်မတော့ဖယားသိချင်သိမယ်မသိချင်မသိဘူးဖယားတကယ်အလိုတော်ရှိတဲ့အလုပ်ကိုလုပ်ရင်သူများပါဇက်ပိတ်ကိုပိတ်နေရတာသူများတားလို့ကိုမရနိုင်ဘူးသူများဘာမှပြောလို့မရတဲ့ဟာတွေသူများပေးကိုပေးလိုက်ရတဲ့ဟာတွေရှိတယ်တဲ့မပေးချင်တော့ညာလဲအယားကစင်းနေတဲ့သူကတင်းကိုပေးကိုပေးရလိမ့်မယ်ဖယားလို့ရှိရင်အယားကစင်းနေတဲ့ဖွဲ့တွေရှိတယ်လောကမှာမွေးရပါသူကဗီဇပါလာတာအဲ့ဒီအဖွဲ့တွေကလုံးဝတင်းကိုမပေးပဲမနေနိုင်တာမျိုးတွေဖြစ်လာလိမ့်မယ်ဖယားလို့ရင်ဟုတ်တယ်မပူနဲ့အဲ့ဒါဖယားလို့ရှိရင်မိန်တော်မူသည့်တိုင်တွင်းကြ၏မိန်တော်မူသည့်တိုင်တွင်းကြ၏မဖြစ်နိုင်တဲ့ຢာကြီးပဲ
ရေထဲမှာလုံးဝတညလုံးလုံးငါးဖမ်းပြီးသွားပြီငါးတကောင်မှမရမရအောင်နော်ရလည်းမရအောင်ယေရှုကပြောတယ်ရေနဲ့ရရက်တို့ရွှေ့လဲငါးကိုအုပ်လို့မိန်တယ်ကိုတော့ကျွန်တော်တညလုံးကြိုးစားပြီးငါးတကောင်မှမရကိုတော့အမိန်တော်ရှင်းကျွန်တော်ချပါမယ်ဒါကြောင့် whatever he says to you do it ဆိုတဲ့စကားကကျွန်တော်တို့အတွားပြမေတော်မာရီပြောခဲ့တဲ့စကားကမေတော်မာရီပြောခဲ့တဲ့စကားကအဲ့ဒီမှာရှိနေတဲ့ရေအိုးထဲကိုရေဖြည့်တဲ့လူတွေပဲပြောတာမဟုတ်ဘူးဒီနေ့ကျွန်တော်တို့ဘာပြောနာ whatever he says to you do it ဆရာဖျားခင်တမျိုးစကားမပြောတာကျမ်းစာဖွင့်လေဖွင့်ပြီးတော့အချင်းမှုတို့နဲ့မဖတ်နဲ့ယေရှုကိုတော့တမီးကိုဘာပြောမှလဲသားကိုဘာပြောမှလဲဆိုတဲ့စိတ်နဲ့ဖတ်လေဖတ်ပြီးတော့နားလေးစွန့်ထားလေအဲ့ကျရင်ဖခင်စကားပြောကိုပြောတယ်ဖခင်အသက်ရှင်နေဖခင်စကားပြောကိုပြောတယ် He will talk to you Hallelujah He will speak to you Hallelujah ဖခင်ကစကားပြောတယ်ဖခင်ပြောရင်ဖခင်စကားပြောတယ်ဖခင်ဟာလေလုယာဖခင်ကအရင်ဆုံးသင်ရဲ့အတ္တတောင်ကောင်းကြီးအရင်ပေးတာမဟုတ်စကားအရင်ပေးတယ်ဖခင်အဲ့ဒီစကားဒါကြောင့် give us this day our daily bread မနက်တိုင်းမှာနေ့တိုင်းမှာသင်မရှိမဖြစ်လိုအပ်တာကပတ်စံမှုဖခင်ရဲ့စကားdaily bread ဆိုတာပါလေဖခင်ရဲ့စကား daily bread ဆိုတာပါလေဖခင်ရဲ့စကားလူဒီမုံအဖြစ်အသက်ရှင်တာမို့ဖခင်သခင်မိန်တော်မူသောစကားအဖြစ်အသက်ရှင်တာလို့ပြောတဲ့အတွက်ကြောင့်ဖခင်က give us this day our daily bread ပါလေအသက်မွေးလောက်တော့အဆဆိုတာဘာပြောတာလဲဖခင်ရဲ့စကားနေ့တိုင်းသင်မရမကသင်ဖခင်မျက်မှောက်တော်တဲ့တိုးဝင်လို့ယူရမှာကဖခင်ရဲ့စကားတရက်ပြီးတရက်ထူးခြားခြင်းရင်ဖခင်စကားရှိရမယ်Whatever he says to you, do it. ငါတကောင်မှမရှိတာကျွန်တော်အသိဆုံးဒါပေမဲ့ကိုရောအမိန့်ရှိကျွန်တော်ချပါမယ်ငါများစွာရတယ်ပိုက်ကွန်ဆုပ်ပြတ်မတတ်ဖြစ်တယ်အဲ့ဒီ experience ကိုဒီနေ့ဒီမှာရှိတဲ့သားသမီးတွေဖခင်ကအယံပေးခြင်းတယ် Whatever he says to me and I will do it ဆိုတဲ့သူတွေဖြစ်ဖို့ဖခင်လိုရှိတယ် Come on Come on ယခုခိုင်ရပွဲအုပ်ထဲသို့တွင်းသူတို့ကောင်းကောင်းသိတယ်ပွဲအုပ်ထဲတွင်းရမယ့်ဟာဘယ်ကလာတာလဲသူတို့ခတ်ထားတဲ့ရေသူတို့ခတ်ထားတဲ့ရေဘယ်ကပါလာဆိုတာသူတို့သိတယ်ဟိုရေပုံပိုင်ထဲကဘယ်ထဲထည့်လိုက်တာလဲတန်ရှင်းရေဟုတ်တဲ့အိုးတွေကိုထည့်လိုက်တာပြီးတော့ခတ်ပြီးတော့တိုက်လိုက်တော့တဲ့စဉ်းစားစားရှိတယ်ဒါကြောင့်တိတ်ပြီးတော့လာမကြတဲ့အတွက်ကြောင့် systematic system မကြတဲ့အတွက်ကြောင့်ယေရှုကကြိုပြောယေရှုအမေတော်ကြိုပြောထားပြီးသား system ကြမကြပုံစံကြမကြခိုင်းလို့ညီတို့ခိုင်းတာလို့သူခိုင်းတဲ့ပုံစံကနင်တို့လှုပ်ချင်တဲ့ပုံစံတိုင်းဖြစ်ချင်မှဖြစ်လိမ့်မယ်ခိုင်းတာလို့ဘာလို့ဆိုတော့ဒီပွဲမှာအရှက်မရချင်ရင်သူခိုင်းတာလို့တင်ဒီဘဝမှာအသက်ရှင်စင်မှာတင်အရှက်မကွဲချင်ရင်ဒီလောကထဲမှာတင်သူများထက်သာတော့သူဖြစ်ချင် whatever he says to you do it amenငါရဲ့အသက်တာမှာငါလုပ်ခဲ့တာအယမ်းမှားတယ် okay အနောက်ပြန်လှည့်မကြည့်တော့နဲ့ that's it ဒီနေ့စရစ whatever he says I'll do itဘယ်လောက်တိတ်မှမှားခဲ့ပါစေအနာဂတ်မှန်ဖို့ရည်ကြီးတယ်ဘယ်လောက်တိတ်မှမှန်ခဲ့ပါစေအနာဂတ်မှားတဲ့သူတွေအများကြီးပဲအဲ့အတွက်အရေးကြီးဆုံးအဲ့ဒါပဲတော့သူများလက်ခံတာလက်မခံတာအရေးမကြီးဘူးမဟုတ်စပီးရေဆိုတာဘယ်ရေအိုးမှမလာဘူးသွားခအပိုးလေးရှောက်မလုံးနဲ့လို့သူများပြောလိုက်မယ်
အဖို့ရှောက်မလို့နဲ့အဖို့ရှောက်မလို့နဲ့ကျေးဇူးပြုအဖို့ရှောက်မလို့နဲ့သူကတွားရင်လည်းပဲအဲ့ဒီမှာအဲ့ဒီသူတို့လောက်တဲ့စပြည့်ရေကိုချက်ချင်းဘယ်သူမှမပေးနိုင်ဘူးလူ9000ကျော်အရန်ဘိုက်စာနေပြီသူတို့အတွက်ချက်ချင်းဘယ်သူမှမချက်နိုင်ဘူးမမီအေးလည်းမချက်နိုင်ဘူးလူ200စားတော့ချက်ချင်းသူချက်နိုင်လိမ့်မယ်စံပြုတ်တွေပါတယ်ဒါပေမဲ့လူ9000 6000ကျော်လောက်ကိုဘလို့မှချက်ချင်းဘယ်သူမှမချက်နိုင်ဘူး2ရက်3ရက်အော်ဒါမှာထိုင်တော့တစ်မျိုးပေါ့ဈေးရဝယ်ရအောင်မယ်လိဖြတ်ရအောင်မယ်အဲ့မှာအကုန်လုံးဝိုင်းမလို့ဒီဖျားကြောင့်အဖွဲ့တွေဝိုင်းကူးပြီးတော့ချိုင်အောင်မှ9000ကျော်မမိနိုင်ဘူးမင်းတို့မှာဘာရှိလဲတဲ့ဘာမှရှိဘူးတဲ့မုံငါးလုံးနဲ့ငါးနှစ်ကောင်တော့ရှိတယ်တဲ့မုံငါးလုံးနဲ့ငါးနှစ်ကောင်နဲ့ဘယ်လုံးမှဖြစ်နိုင်ဘူးတဲ့ယူလာခဲတဲ့သူကြီးတို့ချီမွမ်းတော့ဖဲ့ပြီးကျွေးလိုက်တယ်ရှန်ထွက်တယ်12တောင်းပို့တယ်12တောင်းပို့တယ်ဒါကြောင့်ကျွန်တော်ကလေအသေးရတာတခါလေအသေးရတယ်အဲ့ဒီပိုရှန်တဲ့ဖယားကိုရထားရတဲ့အမြဲတမ်းဘာလို့ပိုရှန်ကိုကျွေးမွေးတဲ့ဖယားကိုရထားရတဲ့ခွက်ဖလားရှန်ထွက်အောင်ကောင်းကြီးပေးတဲ့ဖယားကိုရထားရတဲ့ကျွန်တော်တို့ကရှန်မထွက်တဲ့အပြင်ခွက်ကခွက်မောက်နေတာလားခွက်ပြောက်နေတာလားခွက်ပြောက်ခွက်မောက်တဲ့ခွက်ခောက်နေကြတာခက်တယ်တောင်းနဲ့အားလည်းမထူယခုခတ်၍ပွဲအုပ်ထံသို့တွင်းကြလို့မိန်တော်မူသည့်တိုင်တွင်းကြတယ်ဆက်သွားပွဲအုပ်သည်စပြည့်ရည်ဖြစ်စေသောရေကိုမြည်ဆန်း၍ထိုရေကိုခတ်သောအစေခံတို့သည်စပြည့်ရည်ကိုအဘယ်မှရသည်ကိုသိတော်လဲပွဲအုပ်သည်မသိသောကြောင့်မင်္ဂလာတော်လားပွဲအုပ်သည်စပြည့်ရည်ဖြစ်စေသောရေကိုမြည်ဆန်း၍ထိုရေကိုခတ်သောအစေခံတို့သည်စပြည့်ရည်အဘယ်ကရသည်ကိုသိတယ်ခတ်တဲ့အဖွဲတွေသိတယ်ဘယ်ရလဲဆိုတာမတိတာဟိုမှာပွဲအုပ်ကမသိဘူးမတိတော့ကြောင့်မင်္ဂလာဆောင်လူလင်အားအတန်ကိုလွှင့်ရင်ဘာပြောပြီလဲခြားသောသူမြည်စီကရှေ့ဦးစွာကောင်းသောစပြည့်ရည်ကိုထည့်၍ဝါစွာတောက်ကြပြီးမှညံ့သောစပြည့်ရည်ကိုထည့်လေရှိတင်မူကကောင်းသောစပြည့်ရည်ကိုယခုတိုင်အောင်တို့ထားပြီဟုဆို၏နှစ်ချို့ဝိုင်းနှစ်ချို့ဝိုင်းကိုမိနစ်ပိုင်းတွင်းမှာလုပ်တဲ့ကိစ္စဝါသူများ10နှစ်လောက်စူးစမ်းတဲ့အရာကိုတင်းရောနိုင်ပိုင်းတွင်းမှာဘုရားခင်ချီးမြှောက်လို့ရတယ်ဘုရားရှင်ဖြစ်တယ်သူများနှစ်နဲ့ချီစူးစမ်းပြီးတော့မှရတဲ့ဟာတွေကိုတင်းကိုဘုရားသခင်နိုင်ပိုင်းနဲ့ချီလုံနိုင်တဲ့ဘုရားရှင်ဖြစ်တယ်အာမင်ကျွန်တော်ကြားရှင်တယ်အာမင်အဲ့ဒါဆိုရင်လူတွေလက်ခံမလားပြောဒီကိစ္စလူတွေလက်ခံမလားလောကသားတွေလက်ခံမလားအဲ့ဒါရမပြည့်မရှောက်လာမယ်ဒီယုံနဲ့ပြောလိုက်မယ်ကြည့်တယ်အဲ့ဒါလာမှာလဲဘာရှောက်အဲ့ကျန်းစာကြီးကလက်ကအဲ့သူတို့ဖယားကျန်းစာကြီးက no ကျွန်တော်အားပေးချင်တယ်ဗျာဖယားစကားပေါ်မှာဒါမရက်ရင်ကျွန်တော်ဒီလောကသားတွေလိုပဲယုံကံပူပင်တောကအနာဂတ်ပြောင်းဝမ်းနေခြင်းတွေစိုးရင်ခြင်းတွေနဲ့ပဲအသက်ရှင်ရမှာမစိုးရင်နဲ့ဖယားလက်တော်ကြီးအရန်လှတာသင်မြင်ရလိမ့်မယ်ဒါပေမဲ့တခုတော့ရှိတယ်မစိုးရင်လည်းလို့ပြောလဲဖယားစကားမရှိတဲ့လူကစိုးကိုစိုးရင်တယ်မစိုးရင်နဲ့လို့ပြောလဲမစိုးရင်ယေရှုလာတယ်မစိုးရင်ပြီးတော့သူ့မှာယက်တည်စရာဖယားစကားမရှိတော့ဘာဖြစ်လဲကီတွင်းတော့နောက်ခဏစိုးရင်တာပဲသူများလာပြောပြီသူများလာပြီးတော့မှလာပြောပြီအမျိုးစုံလာပြောဟုတ်တယ်ပြေးလာပြီမရအောင်ဆရာမရတော့အမျိုးစုံပြောမယ်ဘာလို့ဖျားစကားမှမရှိတာဘလောက်ဆူတောင်းဖျားစကားမရှိပဲဆူတောင်းတဲ့လူရဲ့အသက်တာဘာမှမထူးခြားလားအရင်ဆုံးဆူမတောင်းခင်ဖျားစကားကိုအရင်တောင်းဆူမတောင်းခင်ဖျားစကားအရင်တောင်းမကြားမှာဆိုလို့ပြန်ပြောမယ်ယုံကြည်သူများဆူမတောင်းခင်ဖျားစကားကိုအရင်တောင်းအာမင်ဆူမတောင်းခင်ဘာစကားလဲဖျားစကားကိုအရင်တောင်းပေတရုလည်းသူ့နည်းသူ့ဟန်နဲ့တညလုံးဆုတောင်းလို့သူငါအုပ်မှာပဲတညလုံးအုပ်တယ်တကောင်းမမရအောင်
ဖះရောက်လာတယ်ဖះစကားပေးတယ်အဲ့ဖះစကားတိုင်းဝန်ခံလိုက်တယ်ဘာဖြစ်သွားလဲဒါကြောင့်တင်ဆူတောင်းတဲ့ခါမှာဘာလို့ဆူတောင်းမှာလဲသိလားဖះစကားကိုကြားတတ်တဲ့အတ္တတာဖြစ်ဖို့ဆူတောင်းအောင်မယ်ပြီးတော့မှဖះပြတဲ့အရာကိုမြင်တတ်ဖို့ရန်အတွက်တင်တောင်းရမယ်ဟာအာမင်ကြားနိုင်ပါမိကြောင်းမြင်နိုင်ပါမိကြောင်းတင်းရဲ့ဝိညာဉ်မျက်စိဝိညာဉ်နားကိုဖွင့်ဖို့ဖះခင်အလိုတော်ရှိတယ်အာမင်ဖះခင်ကတင့်ကိုမြင်နိုင်တဲ့မျက်စိကြားနိုင်သောနားပေးပါစေအခြားသောသူမိဒီကရှေးဥစွာကောင်းသောစပြည့်ရည်ကိုထည့်၍ဝါစွာတောက်ကြပြီးမှညံ့သောစပြည့်ကိုထည့်လေရှိတယ်သင်မူကကောင်းသောစပြည့်ကိုယခုတိုင်အောင်တူထားပြီးဟုဆို၏ဖျားလုတ်ခိုင်းတာကိုလုတ်ရင်အမြဲတမ်းသင်မျှော်လင့်တာထက်သာ၍ကောင်းသောအရာကိုအမြဲတမ်းသင်လက်ခံရရှိတယ်မယ်အာမင်အာမင်သင်မျှော်လင့်တာထက်သာ၍ကောင်းတဲ့အရာတွေဖျားပြင်ဆင်ထားတယ်ဟောတိတ်မကြောက်ကြောင်ပြပြောမယ်သင်မျောလင့်တာထက်တာ၍ကောင်းသောအရာတွေဘုရားခင်ပြင်ဆင်ထားတယ်ကျွန်တော်တိတ်မကြောက်ပြန်ပြောရအောင်သင်မျောလင့်တာထက်တာ၍ကောင်းသောအရာတွေဘုရားရှင်ပြင်ဆင်ထားတယ်ဒါပေမဲ့တခုပဲအရေးကြီးတာသင်ဘက်ကလောမရ whatever he says do it hallelujah yo le ben ko mon maro whatever he says do itအဲ့ဆိုတင်ကြီးမားဆိုတော့တတ်တယ်ကိုတင်မကြခင်မှာရရှိလိမ့်မယ်ဖျက်ခင်နာမဘုန်းကြီးပါစေအာမင်ဆိုခဏလေးဆက်ပြီးတော့တွားရအောင်ဟေဘဲခန်းကြီး6ငယ်73တော့ဖျားသခင်ကအရင်ဆုံးဖျားအာဗြဟံကိုစကားပေးတယ်โอเคဟေဘဲ673ကိုမတွားခင်မှာဟေဘဲ673ကိုတွားမယ်နော်ဒါပေမဲ့မတွားခင်မှာပြန်တော့မှကျွန်တော်တစ်ချက်လေးကြည့်အောင်ဒါပေမဲ့အရေးကြီးလို့အဲ့ဒါလေကပ္ပဦးကျမ်းခန်းကြီး7အငယ်2ကိုတွားမယ်တိကနေပဲသွားရအောင်ဗျာစနစ်တစ်မနက်ကကျွန်တော်ပြောပြီးဒါပေမဲ့အဲ့ဒါကိုထပ်ပြီးတော့ကျွန်တော်ပြောပြချင်တယ်တကယ်တော့ကျွန်တော်မနေ့က sorry မနက်ကလေကျွန်တော်တရားမဟောလိုက်ရအောင်ကျွန်တော်အားပေးတာပဲအားပေးတော့တနားကြီးကြော်သွားပြီလေကျွန်တော်တရားဟောချက်ကိုဟောဖို့ရအတွက်တည်လိုက်တဲ့အချိန်မှာကျွန်တော်သားကိုစတွေ့ပြီကျွန်တော်သားသူအင်္ဂလိပ်အစီအစဉ်ထိခိုက်မှသူအရန်စိုးရင်လည်းမျက်နှာနဲ့ကျွန်တော်ကြည့်နေပြီဒါနဲ့ကျွန်တော်လည်းသူ့ကိုမရင်ဆိုင်ရဲတာနဲ့ကျွန်တော်အနောက်ကနေထွက်သွားတယ်။အဲ့နဲ့ကျွန်တော်အစုံတက်လိုက်တယ်ဗောဗျာ။ဒီမနက်ကတရားမဟောလိုက်ရအောင်ကျွန်တော်အားပေးတာပဲရှိတယ်။ဖျားမျက်မှောက်တော်ထဲမှာနိုင်နဲ့ချီနေဖျားကြောင့်ခါလီကျွန်တော်တို့ဖျားကြောင့်လည်းမနေရတာမသိဘူးမဝအောင်ပြန်ချင်းပြီးဖွဲ့တွေကလည်းဗိုက်စားတဲ့ဖွဲ့နဲ့ဘာနဲ့တနာပါတယ်ကိုးနိုင်ကလေးကလာတဲ့ဖွဲ့တွေလေတနာဖို့ကောင်းပါလေကိုးနိုင်ပြင်နည်းနည်းလေးကော်ဖီလေးမုတ်လေးတိုင်ကောင်းမလားလို့တော့စဉ်းစားနေဆရာသိရမလားနည်းလုံးကောင်းမနော်ဟုတ်နည်းနည်းနော်ကော်ဖီမုတ်ပေါ့ကွာနည်းနော်ပလာတာလက်ဖက်ရည်ဘာညာပေါ့ကွာပလာတာလက်ဖက်ရည်နေတော့ပို့လောက်မဲ့စိတ်กินနေပဲလာတယ်ဘာလဲစိတ်စွပြုတ်လာအောင်နည်းအမေအီမန်နဲ့နီးအလေးအမြဲအီမန်နဲ့โอเคနည်းနည်းလောက်ကြရအောင်တို့တွေဟုတ်စားနော်နည်းလောက်ရအောင်နည်းလောက်အောင်ဆိုမာမီအေးမျက်ခုံးတွေလှုပ်ပါလို့မျက်ခုံးလှုပ်တာမာမီအေးပဲဒါမဲ့သူအေးဆေးပါတကယ်ကိုဖခင်ကောင်းကြီးပေးထားတယ်တို့အတွက်ဖခင်ကောင်းကြီးပေးထားအာမင်အသက်ရှည်ကျမ်းမာဖို့ဆုတောင်းပေးကြရအောင်အာမင်ထရဖျားသည်အာဗြဟံခေါ်တယ်အာဗြဟံခေါ်တယ်တဲ့ခေါ်တယ်သူကြားတတ်တယ်တို့လည်းခေါ်နာပဲတို့မကြားတတ်လို့တကယ်ပြောတာဆရာကြီးဥဒ္ဓမောင်ထွန်းစကားနဲ့ပြောရင်ဓမ္မယုံကမရှင်းတိုင်ဖခင်ပြောတာဘယ်တော့မကြားရအောင်ဓမ္မယုံဒီကိတိကလာ88အနောက်ကဖွဲ့တယ်မွေးတဲ့ဖွဲ့ဓမ္မယုံတော့ပြောရင်တို့လည်းစိတ်ညစ်မယ်ဘယ်ယုံလဲဆိုတာရှင်းတယ်တင်းရဲ့ဝိညာဉ်ရှင်းတန်ဖို့လိုတယ်တင်းရဲ့ဝိညာဉ်ရှင်းတန်ဖို့လိုတယ်ဝိညာဉ်ရှင်တန်မှုအရေးကြီးတယ်စိတ်နဲ့ဖျားကိုကိုယ်ွယ်လို့မရအောင်ဝိညာဉ်နဲ့ကိုယ်ွယ်ရတာဝိညာဉ်ရှင်တန်တဲ့အခါကျတော့ဖျားသခင်ငါ့ကိုလှုပ်ခိုင်းနေပြီဆိုတော့ကောင်းကောင်းသိတယ်ဝိညာဉ်ရှင်တန်မှုလိုတယ်အဲ့ဒီဝိညာဉ်ရှင်တန်ခြင်းရင်တင်ကဝိညာဉ်ရေးရမှာများများစိတ်ဝင်စားရမယ်
ဇာတိရေးရမှာစိတ်ဝင်စားရအောင်ဝိညာဉ်ရေးရမှာများစိတ်ဝင်စားရတယ်ကျွန်တော်ဟိုတော့ကအရာယူသွတ်ခဲ့တဲ့အရာတွေကအချင်းကြီးမဟုတ်ဘူးအဲ့ဒီယူသွတ်ခဲ့တဲ့အရာတွေအလုံးကကျွန်တော်ကိုရှင်တန်စေခဲ့တယ်ဖျား၌အရာရှင်တန်စေခဲ့အဲ့အရာအလုံးအလေးအလာကို तू ပြောနေပြီ तू လှုပ်စေချင်နေပြီ तू သွားစေချင်နေပြီဆိုတာထက်ဆိုမီးစိမ်းကျွန်တော်တို့သိတယ်မီးစိမ်းမီးနေမီးဝါကျွန်တော်ကောင်းသိတယ်ထဲရနေအဲ့ဒါလဲကျွန်တော်တို့လှုပ်တာလဲမဟုတ်ပါဘူး तू ဆွဲခေါ်တဲ့အခါမှာစာငတ်လာတယ်စာငတ်ချင်းရှိဖို့တော့လိုတယ်တင်တခုတော့ရှိတယ်ဝิญဉ်ရေးရာရှင်တန်ချင်းရင်တင်မှာပထမဆုံးအရေးကြီးတာစာငတ်ရတာတင်စာငတ်တဲ့အရာပါလေတင်ဝิญဉ်ရေးရာမှာတင်စာငတ်ချင်းမရှိတော့ဘူးဆိုရင်တင်ကဝิญဉ်ရေးရာမှာယောဂစဖြစ်နေပြီစာငတ်ချင်းရှိရတယ်လူဆိုတာဝิญဉ်ရေးရာမှာစာငတ်ချင်းမရှိဘူးဆိုရင်လကားပဲဥမာပြတင်ဖျားเจ้าမှာပြောတယ်ခဏနဲ့တင်ပြီးသွားတယ်တင်မဟုတ်ကျွန်တော်တို့ကဟိုစာငတ်တယ်ဆိုတဲ့အတ္တတာဘာဖြစ်လဲဆိုတော့တစ်ချိန်လုံးဥမာအစီအစဉ်ပြီးသွားတယ်အခန်းနဲ့ပြန်ရောက်လဲပဲ music worship music ပြန်ဖွင့်ပြီးတော့မှဖျားနဲ့ပြန်ချိန်ယူနေတယ်ဖျားစကားကိုပို့ပြီးတော့မှဥမာဆရာတွေဟောသွားတဲ့တရားစကားကိုပြန်နားထောင်ပြီးတော့မှ worship လုပ်နေနေပြန်ဆင်ခြင်ရင်းနဲ့အဲ့လိုသွားတာလေအဲ့ရနေမှာဖွင့်ပြခြင်းတွေပြန်ရလာတယ်ကျွန်တော်တို့အမှုတော်ဆောင်ဖြစ်လာဖို့ရန်အတွက်ဖျားကအဲ့လိုဆွဲခေါ်ခဲ့တာလေကျွန်တော်စာငတ်တယ်ကျွန်တော်အစီအစဉ်ပြီးသွားလို့ကျွန်တော်တို့မပြီးဘူးဒီအစီအစဉ်တစ်ခုပြီးသွားလို့ကျွန်တော်မပြီးသွားဘူးကျွန်တော်မျက်မှောက်တော်ထဲမှာပြန်တိုးဝင်တာရှိတယ်တခုလဲကောင်းတယ်ကျွန်တော်ဒီဘာလဲ MCA ဟုတ်လား MCFI အဲ့တော့ဆရာဇော်မင်းတို့စီတနေကုန်ဖျားဆုတောင်းတာဒီလိုထမင်းမကျွေးဘူးဒီ MCA ထမင်းမကျွေးဘူး sorry နော်အရင်တော့ကအခုလည်းမကျွေးပါဘူးအခုလည်းရောင်းတယ်အဲ့ဒါရောင်း sorry နော်အတက်တက်ပြောရင်စိတ်မဆိုးနဲ့မျိုးတိဖွဲ့ရောင်းတယ်လေဒီမှာသဘောကောင်းတယ်နော်တို့ဂျေဇုတော်နားလဲတဲ့ဖွဲ့ဆိုအဲ့လိုပဲဒါကြောင့်နင်တို့ဘိုက်တွေပူလာကြလားပါလားမကျွေးဘူးဒါပေမဲ့မကျွေးပေမဲ့ကိုဘာသာအပြင်မှာထွက်စားအပြင်မှာမားတွေဘာတွေဘာလဲခေါက်ဖတ်ခေါင်းမန်းကိုင်အလွတ်ရတာဖတ်ကဖောင်းခိုက်တောင်းဒါတွေတို့အလွတ်ရတာရေးလေအမှအပီဆွဲတာအဲ့ဓာတွေနဲ့တို့ကြီးပြင်းလာတာပြီးရင်ဘယ်ပြေးပြီလဲတို့အဲ့မနက်ပိုင်းမှာဖျားစကောပြီးတာနဲ့ဘာလဲလူငယ်စီစဉ်ဟုတ်လားလူငယ်စီစဉ်လူငယ်စီစဉ်ပြီးပြီဆိုတာနဲ့ဘာလဲဘယ်ကိုသွားလဲဆိုတော့ကျွန်တော်တို့ဥစ္စာသွားတယ်မဟာချိုင်လာတယ်ရှောက်သွားတယ်ဒီအန်ဒီလေးတို့ဆိုရင်အန်ဒီလေးတို့ပြောတာမကြိုက်တော့အန်ဒီလေးတို့ဆိုရင်သူတို့အင်းဝီလီထွက်တယ်ဘယ်ထွက်လဲမဟာချိုင်ပြီးတော့ထုံပါပွန်းဘာညာစူပါမဟုတ်ပါဘူးမဟာချိုင်ပြီးတော့မဟုတ်ပါဘူးဟိုအများတန်းသွားတဲ့နေရာရှိတယ်ပန်းကြသူများရီးစားချင်းတွေ့တော့သွားပြီးတော့ဝေးစားတွေသွားပေးအလိုက်မသိဘာမသိအဖွဲ့တွေရှိဒီလိုလဲအင်္ဂလိပ်မလုပ်ကြနဲ့အောင်ဘာလဲလုံးပနီပန်းကြလုံးပနီပန်းကြအမှသွားတယ်လေအင်္ဂလိပ်အများနဲ့သွားလုပ်ကြတယ်မှတ်မိတယ်အဲ့ဒါပြီးသွားရင်ဘာဖြစ်လဲတလားတနေ့ကိုအိမ်မပြောင်းတော့တို့အိမ်မပြောင်းတနေ့ကိုအဲ့ဒါပြီးပြီဆိုတာနဲ့ညဘက်ဆိုရင် home stay ကျွန်တော်ဆွိုင်းဆာလာဒန်ဆောင်ဆိုတာအဲ့မှာကျွန်တော် home stay မနက်ကလေးကထွက်လိုက်တာဘယ်ချင်းတဲ့ဆိုည7 နာရီလုံးမှပြန်ရောက်တာဒီလိုဘတ်စကားတွေတိုးစီအိမ်ငိုင်းသွားပြီးတော့ဘတ်စကားကိတ်ရောက်သွားတဲ့အဖွဲ့ရှိတယ်ဂိတ်ဆုံးသွားပြီဟာပတ်တိုင်မစင်းမိလိုက်အဲ့မှာပြန်လာနောက်တစ်နေ့မနက် Monday ဆိုအလုပ်သွားပြီအစောကြီးဒီကလေးလည်းတဖြည်းဖြည်းတော့လည်းဖြစ်လာမှာပေါ့လေနော်ဒီအချိန်လေးလိုတာပေါ့ဒီဖွဲ့တွေကလစ်တာနဲ့တော့ငါတွေ့တာ7-11မှာပဲချောကလက်တော့ဝယ်စားညတကောင်ချောကလက်အဖွဲတွေညီတို့ဒီမှာချောကလက်ဘုံထောင်ထားပေးမယ်ဒီမှာဝယ်စားကြအမေအမန်နဲ့အဓိကဘာပြောချင်လဲစာငတ်ခြင်းတို့တွေအရာစာငတ်ခဲ့တယ်နော်စာငတ်ခဲ့တယ်အရာစာငတ်ခြင်းတွေကတောက်လောင်စေတယ်အဲ့တောက်လောင်မှုတွေကနေပြီးတော့မှ
ဘာဖြစ်လာလဲဆိုတော့ဝိညာဉ်သဘောတရားတော်တော်လေးနားလေတဲ့အခွင့်ကိုဝိညာဉ်တော်ကပဲမဆာခဲ့တယ်မဆာခဲ့တယ်အဲ့တောက်လောင်ဖို့လဲဖျားပဲလှုပ်ပေးခဲ့တာပါတောက်လောင်ချင်တိုင်းလဲတောက်လောင်တာလဲမဟုတ်ပါဘူးတောက်လောင်ဖျားပဲမဆာခဲ့တယ်လှုပ်ဆောင်ပေးတယ်အိုးတနင်္ဂနွေတနေ့ပြီးသွားပြီဆိုရင် home sale တွေဘယ်မှာရှိလဲအဲ့ဒါရင်ခုန်နေပြီ home sale တွေအင်္ဂါနေ့ home sale ဆိုဆရာဇော်မင်း Wednesday ဆိုဘယ်မှာလဲမသိဘူးရှိတယ်ဟာ the Friday ဆိုရင်ဟိုဆရာဒေါမနစ်ဦးဆောင်တဲ့ home sale ကျွန်တော်ဆိုရင်ပတ်စံမရှိဘူးအဲ့တော့103မှာကျွန်တော်အမေနေတယ်စုကိုဗစ်103စုကိုဗစ်103နေခဲ့တာမှတ်မိလားမှတ်မိတယ်အဲ့တော့သူတို့ဖျားကြောင်းဒီမှာမဟုတ် MC ဖျားကြောင်းမဟုတ်ဧကမိုင်းဆိုတာဆွိုင်ဘယ်လောက်လဲဟမ်ဆွိုင်16လားမဟုတ်ပါဘူးစုကိုဧကမိုင်း16လေစုကိုဗစ်ဘယ်လောက်မှာလဲဧကမိုင်းอ่ะစုကိုဘယ်လောက်65ဟုတ်နော်103ကနေ65ကိုကျွန်တော်လမ်းလျှောက်တယ်ပတ်စံမရှိဘူးပတ်စံမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဟို103နဲ့65ဆိုဘယ်လောက်ဝေးလဲဝေးတယ်နော်103ဆိုတာဟိုအခုဟိုထူအတူအဖွဲ့တွေထက်ကြော်တယ်ထူတွေကအရှိမအခုဖိုးချက်တို့နော်လေးဘူးအဲ့တော့ဘစကားကဘာလဲတက်စီနဲ့သွားတဲ့အဖွဲ့နဲ့ဘာနဲ့ဒီခက်ကသူတို့ကောင်းကြီးခံစားတဲ့ခေအမေတို့ကလမ်းလျှောက်ခဲ့ရတာလမ်းလျှောက်ခဲ့ရတာဒါပေမဲ့ဆန်ငတ်တယ်ဘာဆိုဒီနေ့ရမယ်နှုတ်ကပတ်တော်ရဘာကြီးလဲအဲ့လိုဆန်ငတ်တာဒီလိုဆန်ငတ်ချင်းတဲ့တို့တွေသွားခဲ့ရတာဘယ်သူမှပေးတာမဟုတ်ပြောပြမလားအဲ့ဒါပြီးသွားအမှပြောတော့မျက်မှောက်တော်တွေကနေပြောတော့ပြန်လာပြီဆိုရင်ဘာလုပ်လဲဘစကားကမရှိဘူးတိုးပြီဒီလိုမျိုးသွားရင်နဲ့ပဲဖျားမဆာနော်ဆရာဒေါမနစ်ကတရက်ညီလေးအခုဖျားဖော်ပြလို့လက်ခံပေးနော်မဖိုးလေးစားရဘူးတဲ့တရားဘတ်တရားမှတ်ရဘတ်တရားအဲ့တော့လည်းဘတ်တရားလည်းရတယ်ဘဲသားကွစ်တီကိုတပွဲမှ15ဘတ်ဒီခေတ်မရတော့ဘယ်နှခုနှစ်လဲဆိုတော့1996ခုနှစ်အဲ့မှာရေးလဲတိုးတာအဲ့တရားလေးရရေးလဲပြောပြီးတော့လမ်းမှာစိုက်ကောလေအဲ့ဒါလေးစားပြီးတော့ဂျင်းလေးနဲ့ငရုတ်သီးလေးကိုက်ပြီးတော့လမ်းပြန်လာကိုတော့ကောင်းမြတ်တယ်ဟာလေလုယာဒီလိုသွားတာဗီဇာခမရှိဘူးရေးလဲဖះမျက်မှောက်တော်ထဲမှာပဲရေးလဲတိုးဝင်တာမရှိတော့ဘူးဗီဇာခမရှိဘူးကျွန်တော်မေလဲကျွန်တော်မပြောရဘူးသူလဲတာဝန်ယူတာသူကတကဘာလုံးအိမ်ခေါ်ထားတာတကဘာလုံးအိမ်ခေါ်ထားခြင်းရှိသမျှတကဘာလုံးအိမ်ခေါ်ထားတယ်ကျွန်တော်အိတ်ခုအနေရဒီလိုမျိုးအခုဆိုဖះကြီးတော်ကြောင့်ကိုယ်အခန်းနဲ့ကိုယ်နဲ့နော်အဲ့ဒီတုန်းကဒီလိုမျိုးတန်းစီအိတ်ရတာအကုန်ဘတ်ချလာလေအခါမရှိဟောတိုက်အဲ့မှာအကုန်လုံးအဲ့ဒီမှာသူခေါ်လာတဲ့အဖွားကြီးတယောက်ကျွန်တော်အိတ်တယ်ပါကျွန်တော်ခြေထောက်တက်နင်းသွားတယ်ဒီလိုထောင်ထားခြေထောက်ဒီလိုကောက်သွားတာနောက်တစ်နေ့မှကျွန်တော်က worship လုပ်ရတော့မယ်ထားလို့မရဘူးဘာဖြစ်တာလဲဆိုရောင်ပြီးတော့အမှအဖွားကြီးတကဘာလုံးရှောက်ခေါ်တာဒါမဲ့ကျွန်တော်ပြောပြမယ်အဲ့ဒီလိုမျိုးဒုက္ခရောက်တဲ့ခေါ်တာသူကဒုက္ခရောက်တဲ့ခေါ်တာအဲ့ဒီဘဝနဲ့ကျွန်တော်လာခဲ့တာတောင်းတစ်ခါတလေမှာကျွန်တော်တို့ကပြောရင်မကူညီချင်တာမဟုတ်ဘူးအာကိုတက်အောင်ဖះအောင်အာကိုတက်အောင်သင်ပေးချင်တာကျွန်တော်ကအာကိုတက်အောင်သင်ပေးချင်တစ်ခါလေးမှာဒီလူငယ်တွေအခုလိုအပ်တာဆရာတိတာဗောတချို့ရီးစားအရာထားချင်မှာပတ်စံမရှိလို့ရီးစားမထားနိုင်တဲ့အဖွဲ့လည်းရှိတယ်မရှိရသားနဲ့ထားတဲ့ယုံကြည်ခြင်းနဲ့ထားတဲ့အဖွဲ့လည်းရှိသေးတယ်ဒါလည်းထူးဆန်းတဲ့တစ်မျိုးဒီအဖွဲ့တယ်မဆရာပြောပြမယ်နားထောင်တို့ရဲ့ life မှာစံငတ်ခြင်းနဲ့တွားခဲ့တဲ့ပုံမှာအဲ့ဒီလိုမျိုးအစီမပြေဘူးကွာဒါပေမဲ့ပြဿနာမရှိဘူးဖះကိုပဲအရင်စံငတ်ပြီးတော့တွားခဲ့တဲ့အပေါ်မှာဂျေဇုတော်ကဘာရသွားလဲဆိုတော့ကာယပိုင်းဆိုင်ရာမှာတော့ဘာမှမရပေမဲ့ဝိညာဉ်ပိုင်းဆိုင်ရာမှာဘာရသွားလဲဆိုတော့သူ့ရဲ့သဘောတဘာဝကိုအရင်နားလည်သွားတာအစင်မပြေချင်းတွေကပေါ့နော်အစင်မပြေမှုအများအားဖြစ်နေတာလည်းမကောင်းဘူးနော်ဒါပေမဲ့အဲ့ဒီအစင်မပြေမှုထဲကနေဖခင်ရဲ့တွင်တင်မှုတွေကိုသင်ယူတတ်ဖို့အရင်ကြီးတယ်
အဲ့အချိန်မှာမှတင်ယုံကြည်ခြင်းသင်ခန်းစာကိုမတင်ယူရင်တင်တစ်သက်လုံးမတင်ယူတတ်တော့မှတ်ထားအစင်မပြေတဲ့အချိန်မှာယုံကြည်ခြင်းသင်ခန်းစာကိုတင်မတင်ယူတတ်ဘူးဆိုရင်တင်ဘယ်တော့မှတင်ယူစရာမရှိတော့ဘူးတင်အစင်မပြေတဲ့အချိန်မှာယုံကြည်ခြင်းကိုမှအတုံးမချရင်ဘယ်တော့မှတင်ယုံကြည်ခြင်းကိုတင်မွေးကြရပါလာတဲ့ယုံကြည်ခြင်းကိုတင်အတုံးမချပဲမြေကြီးတဲ့တင်မြုပ်တော့မှာတောင်းယုံကြည်ခြင်းဆိုတာဘာလဲတောင်းကျွန်တော်ရှင်းပြချင်တဲ့အရောက်စီတိုင်းအသက်တာအာဗြဟံရဲ့အသက်တာကိုဘုရားသခင်ကောင်းကြီးပေးတဲ့အရာသွားဆက်သွားကပောက်ချန်ခိုင်းစနစ်ငယ်တစ်ကိုသွားမြန်လေးသွားထာဘုရားကလည်းအာဗြဟံခေါ်တယ်တင်းဤပြည်နေတကွအမျိုးသားချင်းပေါက်ဖော်များတဲ့ထွက်ငါပြလက်တော့ပြည်သူသွားအာဗြဟံစကားပြောတဲ့ဘုရားဒီနေ့တင်းကိုတကယ်စကားပြောတယ်ဒါပေမဲ့တင်းဝိညာဉ်ရှင်တန်ပါစေတင်းဝိညာဉ်ရှင်တန်ချင်လားရိုးလေးပဲဆုံးဖြတ်ချက်နဲ့သွားဒီနေ့စပြီးတော့ဘာပဲဖြစ်ဖြစ်ငါဖះအားကိုးမယ် that's it တင်းဝိညာဉ်ရှင်တန်ချင်ရိုးလေးပဲငါဘယ်သူမှငါပြဿနာမတင်ပြောင်းငါဖះပြောမယ်ငါဖះအားကိုးမယ်ငါဖះနဲ့ငါဖះစကားပေါ်မှာငါရဲ့ life ကိုငါရက်တည်မယ်ငါရဲ့စားစရာငါဖះငါရဲ့အာမခံချင်ငါဖះလှုပ်ဆမ်းမှာလှုပ်ကြည့်အဲ့ဆိုတင်းရဲ့ဝိညာဉ်ရေးရာသူများကိုပတ်စံနဲ့ဝယ်ယူလို့မရတဲ့တင်းရဲ့ဝိညာဉ်ရေးရာအတ္တတာကြီးထွားလာလိမ့်မယ်အာမင်ဖះအားကိုးတဲ့သူတွေဖြစ်ပါစေတခါလေစွန့်စားခြင်းတော့ရှိတယ်ဗျာတခါလေရင်ခုန်ရတာရှိတယ်တခါတလေရှိတယ်ဗျာအများကြီးပဲအများကြီးရှိတယ်ကျွန်တော်ကြော်ဖြတ်ပြီးသွားပြီကျေးဇူးတော်ကြောင့်ကြော်ဖြတ်ခွင့်ရခဲ့တယ်ကျေးဇူးတော်ကြောင့်ကြော်ဖြတ်နိုင်ခဲ့တယ်ကျွန်တော်ပြန်လှည့်ကြည့်လိုက်တော့ဒီအချိန်ဆိုလွယ်မှာတော့မဟုတ်ဘူးဒါပေမဲ့လည်းပဲကျေးဇူးတော်ကြောင့်ကြော်ဖြတ်တဲ့အခွင့်ကိုဖခင်ပေးခဲ့တယ်အာမင်မထင်မှတ်တဲ့အရာတွေအပြင်ကျွန်တော်ဖခင်လက်တော်နဲ့မဆခဲ့တယ်ဒါကြောင့်ဖခင်ခေါ်တန်ကိုအာဗြဟံကဲ့သို့ကြားတတ်သောသူတွေဖြစ်ပါစေပြီးတော့မှတင့်ကိုနေရာမှန်ကိုဆွဲထုတ်သွားတဲ့ဟာကိုလည်းတင်ရှိတဲ့နေရာလားမရှိတဲ့နေရာလားဆိုတာကိုဖခင်သခင်တင်ကိုရှင်းရှင်းလင်းလင်းဖော်ပြပါစေတင်ကိုဖခင်ချီးမြှောက်တော့မယ်ဆိုရင်အမြဲတမ်းတင်ကိုလူမှန်နေရာမှန်မှာထားလေးရှိတယ်တင်ကိုဖခင်ချီးမြှောက်တော့မယ်ဆိုရင်နေရာမှန်လူမှန်အမြဲတမ်းပို့တယ်ဖခင်ရှင်ဖြစ်တယ်နေရာမှန်လူမှန်ကတင့်ကောင်းကြီးရဲ့အစဖြစ်တယ်အာမင်ဆိုတော့အာဗြဟံကိုဘုရားသခင်ကယုံကြည်ခြင်းတည်ဆောက်ပေးတော့မယ်အဲ့ဒါကိုကျွန်တော်တို့ဒီလိုလေးခေါင်းစဉ်တက်မယ် faith journey ယုံကြည်ခြင်းခရီးစဉ်အစပြုဖို့ရန်အတွက်ယုံကြည်ခြင်းတည်ဆောက်တော့မယ်ဆိုရင်အရင်ဆုံးဘာကိုဘုရားကစလုပ်လဲဆိုတော့ဘုရားစကားကိုမပေးခင်မှာဘုရားစကားကိုအမြင့်မဆွဲအောင်ဖြစ်စီမဲ့ပတ်ဝန်းကျင်ထဲနဲ့တင်းကိုဆွဲထုတ်ပလိုက်တယ်တင်းကိုဖခင်ကအရင်ဆုံးစကားမပေးခင်ဘာလုပ်လဲသူပေးလိုက်တဲ့စကားက waste မဖြစ်သွားရလေအောင်ဥမာပြကျွန်တော်တခုပြောပြမယ်တင်းနှုတ်ကပတ်တော်ဘလောက်ကောင်းတာကြားတင်း negative တွေအများများတဲ့ပတ်ဝန်းကျင်ထဲမှာတင်းပြန်သွားတင်းဘာဖြစ်လဲဆိုတော့တစ်ဖက်ကလည်းတင်းယုံကြည်တယ်တစ်ဖက်ကလည်းတင်းတန်တရားတွေဖြစ်လာတယ်ယုံကြည်ခြင်းကဘယ်ကလာလဲကြားနာခြင်းကဖခင်ရဲ့စကားဆိုတော့ယုံကြည်ခြင်းမဖြစ်စေတဲ့စိုးရင်တဲ့စကားတွေကဘယ်ကလာလဲလောကသားတွေဆရာနဲ့လာတယ်ဆိုတော့ဒီဘက်ကလောကစကားဒီဘက်ကဖခင်စကားဒီဘက်ကလောကစကားဒီဘက်ကဖခင်စကားကြာတော့ဘာဖြစ်သွားလဲယုံကြည်ခြင်းလည်းရှိလားရှိတယ်တန်တရားရှိလားရှိတယ်ယုံကြည်ခြင်းနဲ့တန်တရားနဲ့ရောတဲ့အခါမှာဘာဖြစ်လဲအကျိုး That's it အကျိုးမပေးတော့ဒါကျွန်တော်ညီကိုမောင်မအားလုံးကျွန်တော်ပြောပြချင်တယ်ကျွန်တော်ဆိုခုကျွန်တော်ရဲ့ another level ကျွန်တော်သွားဖို့ဖခင်ကျွန်တော်စကားပြောတော့ကြောင့်ခွင့်လွတ်ပါမာနာကြီးတာလည်းမဟုတ်ဘူးအားလုံးချစ်တယ်ဒါပေမဲ့ကျွန်တော်အလုပ်ကိစ္စလွဲလို့ကြံတဲ့သူအပိုစကားပြောမယ်ထဲမှာတော့ကျွန်တော်မပါအောင် Yep ကျွန်တော် protocol team ကျွန်တော်ထားတယ်သူတို့နဲ့ကျွန်တော်စကားပြောမယ်သူတို့နဲ့ကျွန်တော်အလုပ်လုပ်မယ်သူတို့နဲ့ထပ်ဆင့်လို့အလုပ်လုပ်သွားမယ်အဲ့ဒါမျိုးဖြစ်လို့ကျွန်တော်ကနေပြီးတော့မှဆရာကြီးလိုမျိုးစတိုင်နေတာလုံးဝမဟုတ်ဘူးကျွန်တော် level မတက်မချင်းကျွန်တော်နားမှာရှိတဲ့ level တက်လာမှာမဟုတ်ကျွန်တော်ဒီ generation ရဲ့
Sambia people yan do teach no amyai satayama. I do jono Toyung Tayung Legenoga as a camyai mapioro, pure ye, Piro not Hushire, Macaune information amyai lara. General Facebook Mado Facebook don't ludega, Lavido Machano, Lapiola de Zagata Kua, General Ayan now just pissed. Thou cannot tongue don't Zagam Mapioshino. Mapiora Machilo Mobu. Alo Jono Gini de, the cuckoo laying 2 marbles in the sheet of Mabune, Jono Chide Alo. Alo Mujano, Swekobo Sindin Sheet. Janobo Kong Kong Mokong Kong Jono same ones out, Jano Alo Bo Gombo Jono Sompia Tabita, that's it. That's it, Eda Jano Yuishe movie. Janobo Kauna le Yimaju, Mokona le Yimaju, Janoga, a council. Swear call the abo, you know, any position my Tara de John swear comment, that's it. Tame Amia is a capio maro, Moho Wujono. Palo Lesodo, Gonzo Dioga, Amia is a gama bioyao. A pure as a cow let do that when you are dojo, Amia Biora Gaune. So that the Kube, message put a Mapiamuso in Mata. No message is a message. No message is a message. Message mapo buso yen. Tiyo piosia zaga mashi de lo dabe. Piosia zaga pila yen. Zaga pio me. That's it. A ye chizonga. Another level to Payaya atan. Tachabo ye chide. So on the town. Nasati to Payachino Sakapio head, John Dimala Lode. A detachment of Lucia who Tashi Lavi. Joe Tapido Matuarome, level the Saint Tatam, Lucia Miaishi. So they know Alon Legend of Yopiachine, Tumia Korain, Toasia Malobu, Tumia look at them, Lucia Malobu, say good about them, Lucia Malo, Abran go Kore at down Abran Jare. Negative 10 12. They know along legend of Yopiachine, negative the man in the low one, they know a ching go Makamane, Machang Kezi Chimbu, General Alongo, Minchin and Yashide, Ainia Yausi Chine. A mutachi popo Miaraga twa, Napialatan no Piutua. Balotus Gapidome. Me trucking a mu Piosas Gashide, Obi Tobi, Toalo. Nadi de Lumuji Pissime. Teo County baby or the Namau Jimmy. Then the county can't do Pime. Era Abraham Webiodes Gamo, Theo Biore. General Ama Kayere, Payaga Abraham Webiore Piamo, Thing like Isaac Biore. Then my young or Chanon Matthew Dame Loa Chano Bioma Isaac Tin to a pit. Era Isaac Tin to a pit, so I know Ama Kayere. By John Lesser of Payaga Chano confirmation tap 8 halo. Yoma or Sakani Ling and the Satoma Paya confirmation of Beta Vida. Paji Baleswa. Payaga Abra a Chow Yitara, Padudra Yitala, Chano Chudra Yitara, Maji Paji Mayoe. Linsa, Toto Mato Mudu Abra a Cholunga Yitata, Mahopure. Padudra Yitala. Satwal in the Salema. Naru Joe Alunga da Bale Yitara. Abra a Chudra Yidamo, Chano a Chudra to Yitara. Abraham nga county pay lo meo le county patient e phya shin phit de Amen Abraham county pay lo meo county patient e phya shin phit de Da jaw min Abraham yong de lo min yong tat pho yi ji de lo phya kyan chano do ko saka pyo ni de Abraham nai shi do yong ji khin tin nai shi ba se Da jaw Abraham paung ne a paung tin paung tat me Abraham ma paung ne paung tin ma paung tat pho yi ji de So now song qua Abraham tu a myo le thwat la ra daw ma negative phit de law taw phya chan na khai ne General life ma, along swear call me. A young negative yana ludo, Payaga Chankai Mabe. I'm European left him, Pietanamashu Change. When ye am, I'm Yomashu. I'm when ye am, I'm Yomashiwu. Criton, I along Midazu Ibe. Tuita Myoyo Ta, when ye Myoyo people ye chide.
ဖျားခင်နာမဘုန်းကြီးပါစေသွေးသားမျိုးရိုးထက်ဝိညာဉ်မျိုးရိုးဖြစ်ဖို့အရေးကြီးတယ်မှတ်ထားကျွန်တော်ပြောပြမယ်အရေးကြီးဆုံးကဝိညာဉ်ရေးရမှာမိသားစုကသွေးသားမိသားစုထက်အရေးကြီးတယ်တောင်ကိုးကွယ်တဲ့မျိုးရိုးပဲကျွန်တော်တိဆောက်ချင်တယ်ဒီနေရာမှာဖခင်လှုပ်ခိုင်းတာတခုပဲကိုးကွယ်တဲ့မျိုးရိုးအဆက်မပြတ်ဖို့ဖခင်ခင်တိဆောက်ခိုင်းတာကိုးကွယ်တဲ့မျိုးရိုးတွေဖြစ်လာမယ်ပြောရအောင်တင်တို့ဟာကိုးကွယ်တဲ့မျိုးရိုးတွေဖြစ်ရမယ်အာမင်ဖခင်နာမဘုန်းကြီးပါစေဆိုတော့အာဗြဟံအကျိုးအတွက်ရေးတာလားသင်အကျိုးအတွက်ရေးတာလားအာဗြဟံအကျိုးအတွက်ရေးတာမဟုတ်သင်အကျိုးအတွက်ရေးတာဖြစ်တဲ့ကြောင့်မှတ်ထားအဲ့ဒီအာဗြဟံအကြောင်းရေးထားတာသင်အတွက်ဖြစ်တယ်ဆိုတော့ပြန်သွားမြန်လေးပြန်သွားတင်းငါဒီတင်းကိုလူမျိုးကြီးဖြစ်စေမယ်ဘသူစကားပြောနေပြီလဲတင်းကိုစကားပြောနေပြီတင်းကိုလူမျိုးကြီးဖြစ်စေမယ်တဲ့အာမင်ဖျားစကားပြောနေပြီအခုဖျားစကားပြောနေပြီဖျားခင်ဘာပြောလဲတင်းကိုငါလူမျိုးကြီးဖြစ်စေမယ်တဲ့အာမင်ဖျားစကားပြောနေပြီဖျားစကားပြောနေပြီဖျားခင်တင်းကိုဘာပြောလဲငါဒီတင်းကိုလူမျိုးကြီးဖြစ်စေမယ်လူမျိုးကြီးဖြစ်စေမယ်အငယ်နှစ်မှာပြီးတော့ဘာဖြစ်လဲတင်းကိုငါကောင်းကြီးပေး၍သင်ရဲ့နာမကိုကြီးမြတ်စေမယ်တင်းကိုငါကောင်းကြီးပေးမယ်သင်ရဲ့နာမကိုကြီးမြတ်စေမယ်ဒါဆိုရင်ဖခင်ရဲ့ကောင်းကြီးအာဗြဟံကောင်းကြီးကဘာကောင်းကြီးရှိလဲတဲ့ကျွန်တော် study လုပ်တဲ့အခါမှာ၃ခုတွေ့ရတယ် number 1 personal blessing အားလုံးရေးထားဘာ blessing personal blessing ဆိုတာဘာလဲမိမိနဲ့ဆိုင်တဲ့ကောင်းကြီးမိမိနဲ့ဆိုင်တဲ့ကောင်းကြီးလုပ်ငန်းနဲ့ဆိုင်တဲ့ကောင်းကြီးမိသားစုနဲ့ဆိုင်တဲ့ကောင်းကြီးငွေကြေးနဲ့ဆိုင်တဲ့ကောင်းကြီးမျက်နှာသာရခြင်းကောင်းကြီးအဲ့ဒါတွေအားလုံးကဘာလဲ personal blessing then ဒုတိယ blessing က national blessing ဘာလဲ national blessing ဆိုတာဘာလဲနိုင်ငံတကာရဲ့ကောင်းကြီးနိုင်ငံတိုင်းကသင်ရောက်တဲ့နိုင်ငံတိုင်းကသင်အားဖြင့်ကောင်းကြီးဖြစ်လာတာ hallelujah personal blessing ဆိုတာသင်အားဖြင့်သင်ရဲ့မိသားစုကောင်းကြီးဖြစ်တာ national blessing ဆိုတာသင်အားဖြင့်သင်ရောက်တဲ့နိုင်ငံကောင်းကြီးဖြစ်သွားတာနောက်ဆုံးတစ်ချက်ကတော့ universal blessing စัจ java တစ်ခုလုံးကသင်အားဖြင့်ကောင်းကြီးဖြစ်ရတာအာမင်ကျွန်တော်ပြောပြမလားအခုဒီထိုင်းနိုင်ငံမှာမိုးမရွာရင်မိုးအတုရွာပေးတာအာဗြဟံမျိုးတွေလေဒီထိုင်းနိုင်ငံမှာမိုးအတုရွာတယ်သိလားမိုးမရွာတော့ရင်မိုးအတုရွာတာမိုးအတုအဲ့ဒါအာဗြဟံအနွယ်တွေအခုလေရောင်းစားတယ်ကမ္ဘာမှာအာဗြဟံအနွယ်တွေတရုတ်ပြည်ကလေသန့်ပြန်ဝဲရတယ်လေညစ်ပတ်နေလို့လေအသန့်ကိုပြန်ရောင်းတာလေကိုရောင်းတယ်အာဗြဟံအနွယ်တွေဘာလုပ်ထားလဲဒူဘိုင်းမှာဂါနာရယူဘာလုပ်လိုက်လဲပင်လေလုပ်လိုက်တယ်ပင်လေအတုအဲ့ဒါအာဗြဟံအနွယ်တွေကြီးပဲကြောက်ရှားတဲ့နာမကိုကြီးမြတ်စေမယ်ဒီနေ့ထိကျွန်တော်တို့အာဗြဟံအကြောင်းပြောနေသူ့ရဲ့နာမကြီးမြတ်တာလေသူအယိုးဆွေးသွားတာကြားပြီဒါပေမဲ့သူ့အကြောင်းဒီနေ့ထိကျွန်တော်ပြောတော့ခွန်အားယူနေရတော့အာမင်တဲ့ အကြောင်းကိုသူများပြောပြီးတော့ခွန်အားပြန်ယူရတဲ့အထိဘုရားခင်သင်ကိုကောင်းချီးပေးခြင်းနဲ့ဘုရားဟာလေလုယာဟာလေလုယာလူသေးလို့နာမည်သေးသွားပြီဆိုရင်အဲ့ဒါဘုရားခင်လို့တော့မဟုတ်လူသေးသွားပါစေနာမည်ကကြံခဲ့တော့မှတင်းရဲ့နာမည်ကိုပြောတိုင်းမှာပြန်ခွန်အားရနေတဲ့အတ္တဖြစ်ဖို့ဘုရားလို့တော့ရှိတယ်ဒါဝိတ်အကြောင်းပြောတိုင်းအမြဲတမ်းခွန်အားရတယ်အာဗြဟံအကြောင်းပြောတိုင်းအမြဲတမ်းခွန်အားရတယ်အဲ့ဒါသူ့ရဲ့နာမကိုကြီးမြတ်စေတာသူ့ရဲ့နာမကိုအဲ့ဒါကြီးမြတ်ဖို့ဘုရားလို့တော့ရှိတယ် come on အဲ့ဒါငါအတွက်ဖြစ်တယ်လို့ပြောရအောင်အဲ့ဒီကောင်းကြီးကငါအတွက်ကျွန်တော်မချအောင်ပြန်ပြောအဲ့ဒီကောင်းကြီးကငါအတွက် hallelujah personal blessing national blessing universal blessing ဖျားရှင်ပေးထားပြီးသားဖျားခင်နာမဘုန်းကြီးပါစေသင်ရဲ့နာမကိုကြီးမြတ်စေမယ်အာမင်သင်ဒီကောင်းကြီးခံတော်သူဖြစ်လိမ့်မယ် hallelujah သင်ဒီကောင်းကြီးခံတော်သူဖြစ်လိမ့်မယ်ပြောရအောင်ကျွန်ုပ်ဒီကောင်းကြီးခံတော်သူဖြစ်တယ်လို့ပြောရအောင်အာမင်ပြန်ပြောရအောင်ကျွန်ုပ်ဒီကောင်းကြီးခံတော်သူဖြစ်တယ်လို့ကြက်ပြောရအောင်1 2 3အာမင်ဖျားခင်နာမဘုန်းကြီးပါစေကျွန်ုပ်ဒီကောင်းကြီးခံတော်သူဖြစ်တယ်အာမင်Hallelujah ကျွန်တော်ဒီကောင်းကြီးခံတော်ဖြစ်တဲ့ဆက်သွားသင်ကိုကောင်းကြီးပေးတော်သူငါကောင်းကြီးပေးမယ်လာပြီဖခင်ကသင်ဘက်မှာရပ်ပြီ
အာမင်ဒီညီကိုမောင်မတွေအားလုံးကျမ်းစာတိုင်းမထားနဲ့အဲ့ဒါဘုရားခင်တင့်ကိုပေးထားတဲ့ဂရုတော်ဆွဲလန်းစမ်းမှာအာဗြဟံပေးတဲ့ဂရုတော်ငါအတွက်ဖြစ်တယ်လို့ခံယူတော်သူတွေဖြစ်ပါစေတင့်ကိုကောင်းကြီးပေးတော်သူငါကောင်းကြီးပေးမယ်တင့်ကိုကျိန်ဆဲတော်သူငါကျိန်ဆဲမယ်သင်အားဖြင့်လေလူမျိုးပေါင်းတော်သည်မြန်မာပြည်ထဲထွက်လာမယ်သင်အားဖြင့်လူမျိုးပေါင်းကောင်းကြီးခံစားမယ်လို့ယုံကြည်ရတဲ့သူတွေအာမင်၃ကြိမ်ထူအောင်1 2 3ဘုရားခင်နာမဘုန်းကြီးပါစေဟာလေလုယာအာမင်မိန်တော်မူ၏တဲ့ဒါပေမဲ့အဲ့ဂတိတော်ဆွဲလာနေသွားတဲ့အခါမှာလောတလေးပါလာသေးတယ်လောတပါလာတဲ့အခါမှာစကားများကြတယ်ဘာကြောင့်လဲဆိုတော့ဇာတိဘာဖြစ်လဲ negative စကားများတယ်ဆိုတဲ့အဓိပ္ပာယ် negative ကြောင့်ဗျဒီ ministry ထဲမှာတယောက်စကားများပြီဆိုမှတ်ထား negative စပြောတဲ့လူက negative ပဲ negative သမားအမြဲတမ်းထွက်သွားတယ် negative သမားအမြဲတမ်းကြံခဲ့တယ် negative သမားဘလောက်နေရာကောင်းပါပဲနေရပြဿနာဖြစ်ကိုဖြစ်တယ်မှာလောတ negative သမားအကောင်းဆုံးနေရာရွေးလိုက်ပေမဲ့အဲ့မှာစစ်ပွဲဖြစ်တယ်သူတိမ်းသွားချင်းခံရတယ်ဘာမှမရှိတဲ့နေရာယူတဲ့အာဗြဟံကသူရောက်တဲ့ခြံနဲ့စပြီးတော့မှအပင်မပေါက်တဲ့နေရာအပင်တွေစပေါက်လာတယ်ဆိုင်းရင်မချွတ်တဲ့နေရာဆိုင်းရင်တွေစထွက်လာတယ်မှတ်ထားဘာကလွင်မြေလျှောက်သွားရင်တော့မှဆိုင်းရင်ထွက်ရအရက်ကိုဖြစ်စေတာကအဲ့ဒါအဲ့ဒီဂတိတော်ကြောင့်နေရာကောင်းမှနေစရာမလိုသင်ရှိတဲ့နေရာမှာဘုရားခင်ကောင်းကြီးပေးလိမ့်မယ်အာမင်ကျွန်တော်ယုံကြည်တယ်ပြောမလားဒီထိုင်းနိုင်ငံကျွန်တော်အဖြစ်ကောင်းကြီးဖြစ်ရမယ်ဒီထိုင်းနိုင်ငံကျွန်တော်အဖြစ်စီးပွားရေးတွေတက်လာမယ်အာမင်ဒီထိုင်းနိုင်ငံကျွန်တော်အဖြစ်ကောင်းကြီးဖြစ်ရမယ်လို့ယုံတဲ့သူတွေအာမင်တော့ကြည့်ထူပေးပါ1 2 3အာမင်ထိုင်းနိုင်ငံမှာမဟုတ်မြန်မာပြည်သားတွေကျွန်တော်အတန်ကြဲကြားရှင်တယ်မြန်မာပြည်ဒီတင်းတို့အဖြစ်ကောင်းကြီးဖြစ်စေသောနိုင်ငံဖြစ်လာရမယ်အာမင်ပြောရအောင်ကျွန်တော်တို့အားဖြင့်ကျွန်တော်တို့နင်းတဲ့တရုတ်နိုင်ငံအိန္ဒိယနိုင်ငံဂျပန်နိုင်ငံဩစတြေးလျနိုင်ငံတိုင်းအကောင်းကြီးဖြစ်ရမယ်အာမင်ဟာလေလုယာအာဗြဟံပေးသောဂတိတော်ငါနဲ့ဆိုင်တယ်သင်နဲ့ဆိုင်တယ်ကျွန်တော်အားလုံးနဲ့ဆိုင်တယ်အဲ့ဒီဂရိတော်ထဲဝင်စားမဲ့သူတွေအာမင်ဒါပေမဲ့သင်ဘသူချန်နာခဲ့ရမလဲ negative သမားတွေအကုန်ချန်နာခဲ့ရမယ်မဖြစ်နိုင်ဘူးပြောရင်နေခဲ့ဖြစ်ပါမလားနေခဲ့ဒါကြောင့်ဘုရားသခင်ကအာဗြဟံသူ့သားလေးနဲ့ရစ်ပူဇော်ဖို့သွားတဲ့အချိန်မှာကျွန်နှစ်ယောက်ကလည်းလိုက်လာတာကျွန်တော်လိုက်လာအာဗြဟံက positive သမား Isaac positive ကျွန်နှစ်ယောက် negative တီးတယ်တောင်ပေါ်ရောက်လို့သူ့သားကိုချီရင်ကျိုးချီရင်အဲ့နှစ်ယောက်ကဒုက္ခပေးတော့မယ်ဆိုတာတီးတယ်ကိုတော်ရဲ့မလုပ်ပါနဲ့ကျွန်တော်ပဲလုပ်လဲပါလာတော့မယ်အဲ့နှစ်ကောင်တခင်လေးတော့မလုပ်ပါနဲ့ကျွန်တော်ပဲလုပ်လိုက်ပါဘာညာလာတော့မယ်ကလာကားတွေရိုက်တော့မယ်ဆိုတော့ရိုက်တော့မယ်ဆိုတော့သူသိနေပြီဒါကြောင့်ပြောလိုက်တယ်ငါတို့ကိုးကွယ်ဖို့သွားမယ်တဲ့ကိုးကွယ်ပြီးပြန်လာမယ်တဲ့ဒီမှာဆောင်းတဲ့ negative သမားနဲ့ကိုးကွယ်လို့ negative သမားဘယ်လောက်ကိုးကွယ်ရစ်ကောင်မမြင်အောင်နောက်တင်သတိထား faith journey ကိုသွားနေတဲ့အချိန်မှာတင်သတိထားတင်တိတ်ချစ်ခင်မဲ့တင်ချန်ခဲမဲ့သူတွေရှိလိမ့်မယ်လင်းယုံနဲ့လက်ဓာဘလို့မှပေါင်းလို့မရအောင်သတိထားနေခဲတဲ့မင်းတို့ညောက်နေခဲတဲ့ပေါ်တက်သွားတာတောင်တဝက်ရောက်လေရောက်အဖေးတဲ့ထင်းပါတယ်မိပါတယ်ရစ်ကောင်ပမာလဲတဲ့တောင်မှာဖျားခင်ပြင်ဆင်ထားတယ်ဝါးအာဗြဟံရဲ့သားတွေသမီးတွေ
Hallelujah. ဝိညာဉ်ဖခင်ဖြစ်တဲ့အာဗြဟံရဲ့သားရဲ့သမီးတွေ Hallelujah. ဘာမှမျှော်လင့်စရာမရှိတဲ့နေရာမှာရှိနေပါစေဘယ်လိုလုပ်ကြမလို့ပြောရင်ဖခင်ငါတို့အတွက်အနာဂတ်မှာကောင်းဆုံးတင်မရောက်ဘူးတဲ့တောင်ဆိုတာကတင်သူတို့မရောက်ဘူးတဲ့တောင်ကဘာလဲတင်မရောက်ဘူးတဲ့အနာဂတ်ပဲအာမင်အဲ့မှာဖခင်ကောင်းဆုံးပြင်ဆင်ထားပြီးသားတင်အတွက်လိုအပ်တဲ့ရစ်ကောင်ဖခင်ပြင်ဆင်ထားပြီးသားတင်အတွက်လိုအပ်တဲ့အရာတွေအကုန်ပြင်ဆင်ထားပြီးသားငွေကြီးနဲ့ဆိုင်တဲ့ကောင်းကြီးလုပ်ငန်းနဲ့ဆိုင်တဲ့ကောင်းကြီးမျက်နှာရချင်းကောင်းကြီးကျမ်းမာချင်းနဲ့ဆိုင်တဲ့ရစ်ကောင်ဖခင်တောင်းပေါ်မှာပြင်ဆင်ထားပြီးသားတင်မမြင်ရသေးဘူးဒါမဲ့ယုံကြည်စွာနဲ့ပြောလိုက်စမ်းပါဖခင်ပြင်ဆင်ထားပြီးသွားပြီအာမင်ယေလို့ပြောရအောင် That's it yeah That's it အောင်ပွဲခံတဲ့ဖွဲ့တွေအောင်ပွဲခံတဲ့ဖွဲ့တွေ yeah သူများယူသွားပြီလားပြောရင်ပြောပါစေငါတို့မအောင်ပွဲမခံဘယ်သူအောင်ပွဲခံမှာလဲငါတို့မရရင်ဘယ်သူရပါလဲကျွေးကြော်တဲ့သူတွေရကိုရမယ်နှုတ်ကိုချက်ဖွင့်ငါဝါစွာကျွေးမယ်လို့ပြောတယ်ဖေဟာ yeah hallelujah amen amen ဟာတင်တို့ရင်ခုန်လားမရင်ခုန်လားမသိဘုရားခင်ပြုမဲ့အမှုတစ်တွေကျွန်တော်ရင်ခုန်နေပြီမမြင်ရသေးဘူးမမြင်ပေမဲ့ငါယုံကြည်နေတယ်โอเคခဏလေးအာမင်ဘုရားခင်လှုပ်တော့မယ်ယုံကြည်ပါသလားအမှုတစ်တွေမြင်တွေ့ရမယ်ယုံကြည်ပါသလားယုံကြည်ပါသလားဆွဲလိုက်အောင်အကောင်းဆုံးကိုမျှော်လင့်ရတဲ့သူတွေဖြစ်ပါစေအကောင်းဆုံးကိုမျှော်လင့်ရတဲ့သူတွေဖြစ်ပါစေဘုရားခင်လာပါဆိုအလုံးလုံးတော့မယ်မမြင်ရသေးဘူးဘုရားပြောထားပြီးသားမင်းသားကိုပူဇော်တယ်တင်သိတယ်ဘယ်တော့မှတင့်အကျိုးနည်းဖို့ဘုရားခင်အကြံစီတဲ့အကြံစီမရှိဘူးဆိုတာအာဗြဟံကဲ့သို့တင်နားလေတဲ့သူဖြစ်ပါစေငါတို့ဘုရားခင်ကောင်းဆုံးပြင်ဆင်ထားပြီးသား Yay Now ကျွန်တော်ဖတ်ပြီးတော့အဆုံးသတ်တော့မယ်အဲ့ဒီကျမ်းစာနဲ့စတယ်အဲ့ကျမ်းစာနဲ့ပြန်ပိတ်မှရမယ်ဟေးရဲ့6အငယ်73ဖတ်ပြီးရင်အဆုံးသတ်မယ်16ထိဖတ်ပြီးတော့ကျွန်တော်ဆုံးသတ်မယ်ကြည်လားတော့ထို့တော့မဟုတ်လေ73ဆိုနေရလား73ဖျားခင်ဒီအာဗြဟံနဲ့ဂတိထားတော်မူသောအခါကိုတော်ထက်သာ၍ကြီးမြတ်သောသူတိုက်တွဲကျင်းဆိုရင်မရှိတော့ကြောင်ကိုတော်တိုင်တယ်ကိုတိုင်တိုင်တယ်ပလိုက်တာ तू ကဆက်သွားငါတည်တင်အစင်မြဲခဏမဟုတ်အစင်အမြဲကောင်းချီးပေးမယ်ဟုတ်ပြီတဆင့်တက်လာပြီအခုနကဘယ်ချမ်းပိုက်လဲကပောက်ချမ်းခန်းကြီးအခုကဘာမှလဲဟေရဲမှာကျတော့တဆင့်ထပ်တိုးလာပြီငါတည်တင်ကိုအစင်အမြဲကောင်းချီးပေးမယ်ခဏမဟုတ်အစင်မြဲပြောရအောင်ကျွန်တော်မကြားလိုက်မှဆိုလို့အစင်ဖခင်ကကျွန်တော်ကိုဘယ်လိုကောင်းချီးပေးမှလဲအားလုံးပြောကျွန်တော်တို့ဖခင်ဘယ်လိုကောင်းချီးပေးမှလဲဟာလေလုယာတင်ကိုအစင်မြဲပွားများစေမယ်ကောင်းချီးပေးမယ်မဟုတ်ဘာလို့စေမှလဲပွားများစေမယ်အာမင်ပွားများစေမယ်ယုံကြည်ပါသလားအစင်မြဲပွားများစေမျိုးဂျိမ်းဆိုတော်မူ၏ဆက်သွားထို့သောနေညီအာဗြဟံသည်တီးခံလေဒါကြောင့်စီးခံမှုတော့လို့တယ်ပြောပေးတာရှိတဲ့သူချက်ချင်းမဖြစ်လာလို့တင်1 minute နဲ့တီးခံစောင့်ပြောစောင့်နေပြီးမှဂတိတော်ကိုဝင်စားလေ၏ဂတိတော်နဲ့ဝင်စားမဲ့ဖွဲ့ရဘယ်သူပါလဲခင်ဗျာအဲ့ဒါကျွန်တော်ကြက်လေးကြားချင်းတဲ့ဂတိတော်နဲ့ဝင်စားမဲ့သူတွေဘယ်သူပါလဲခင်ဗျာဒီကလည်းစောင့်နေပြီးမှဂရိတော်ကိုဝင်စားလေ၏ကျွန်တော်ဝင်စားမယ်ချိန်တည်တယ်ခမရောတို့ကဝင်စားဖို့ချိန်တည်လားဆက်ချလူတို့ဒီမိမိတဲ့ကြီးမြတ်သောသူကိုတိုင်တည်းချိန်ဆိုလေးရှိကြ၏မြဲမြံစေတတ်သောအကျင့်သည်ငင်းခုန်ခြင်းရှိသမျှကိုဖြေတိုက်ဆက်သွားထို့ကြောင့်ဂရိတော်ကိုမွေခံသော
ငါတို့သည်သူတို့ဒီလိုမပြောတော့ဘူးဂရိတော်ကိုအမွေခံတော့ဂရိတော်အမွေခံတာဘသူတွေလဲဟိုတော့ခရိယန်တွေတော့မသိဘူးဟိုတော့ခရိယန်တွေကကျမ်းစာနဲ့ပဲဖတ်တော့ဘာလဲတော့မသိဘူးတို့ဒီ generation ကတော့ဂတိတော်ကိုဆွဲလန်းတဲ့ generation အမြဲတမ်းအလုတ်သွားလဲဂတိတော်အိမ်မှာနေလဲဂတိတော်ဘယ်နိုင်ငံရဲ့ရောဂတိတော်ဆွဲလန်းလာရင်အဲ့ဂတိတော်ထဲဝင်ကိုဝင်စားမယ်ဆိုတော့ကျွန်တော်အာမခံရတဲ့ဂတိတော်ထဲဝင်စားမဲ့ generation ဘယ် generation လဲခင်ဗျာအာမင်ဂတိတော်အမွေခံတော်သူတို့ဒီဖျားခင်အကျမ်းအစီတော်မဖောက်ပြန်နိုင်ကြောင်းကိုအတတ်သိစေခြင်းကဘုရားခင်ဒီအကျင့်အားဖြင့်အာမခံပလိုက်တယ်သူချိန်ပလိုက်တာသူ့ကိုယ်သူပြောပလိုက်တာငါအာမခံတယ်ငါတကြီးမဲ့သူမရှိတော့ငါကိုငါပဲအာမခံတယ်ဟူးကြည်ထားဗျာခင်ဗျားတို့အကိုကြီးရှေ့စွားနဲ့သွားပြမယ်ကြည်ထားအကိုကြီးတော့လှုပ်လိုက်ဟိုဆရာကြီးတွေပါမလှုပ်နဲ့အကိုကြီးလောက်တော့လှုပ်လိုက်ကိုကြီးလောက်လှုပ်လိုက်အာမင်အချိန်အပြင်အာမခံတော်မူတဲ့ဖခင်တင့်ကိုဆွဲခေါ်မယ်ဖခင်တင့်ကိုချီးမြှောက်မယ်ဖခင်တင့်အမွေခံစေမယ်ဖခင်အသက်ကိုခင်ဗျမေးထားလိုက်တော့မွေးနေ့လှုပ်ရင်လှုပ်အသက်လာမပြောနဲ့မကြိုက်ဘူးဟေးမွေးနေ့ဘယ်လောက်လှုပ်အသက်ကိုမေးထားတဲ့လူတယောက်ရှိတယ်ကျမ်းစာထဲမှာဘာလို့လဲသိလားအဲ့ဒါကာလ85နှစ်ရှိပြီတဲ့ဒါမဲ့ကျွန်တော်အခုဒီအသက်40ကဲ့တော့ကျွန်တော်ခွန်အားဖြစ်တုံးပဲတဲ့ကျွန်တော်စစ်တိုက်ဖို့အခု ready ပဲတဲ့စစ်တိုက်ဖို့အခု ready ပဲတဲ့အဲ့တော့တချို့လူတွေကဘာတိုင်းသမားတွေလုံမယ် तू အားတဲ့ဒါစိတ်ပိုင်းဆိုင်ရာထပ်တန်တာစိတ်ပိုင်းဆိုင်ထပ်တန်တာမဟုတ်သူတို့ပြောတဲ့ပုံမသိများပြောရှိအေးဘောကွာအဲ့လိုမျိုးသွားတယ်သူတို့ထင်လိုက်မယ်85နှစ်မှာ no I'm ready ကျွန်တော်အမွေခံနေမျိုးသိမ့်ပတ်ဖို့ I'm ready အတက်က just a number ပဲ no ငါလက်မခံအောင်ငါအဲ့ဒီအမွေခံနေမျိုးမသိမ့်ပတ်ပဲနဲ့ငါလုံးဝဒီလောကထဲမထွက်သွားစေအောင်ဂတိတော်ထဲမဝင်စားပဲနဲ့ဂတိတော်ထဲမှာမဝင်စားပဲနဲ့ငါအကြောင်းကိုတနေ့ကာလဆိုတဲ့အကြောင်းဒေးဗစ်လားဆိုတဲ့လူမပြောမချင်းဘောပါလားသူ့အကြောင်းကိုတို့ပြန်ပြောတဲ့အထိသူရက်တည်ခဲ့တာကာလကြောင့်တို့ပြောနေရတယ်အာဗြဟံကြောင့်တို့ပြောရတယ်ဘာဖြစ်လို့လဲသူတို့တွေကလုံးဝဂတိတော်ကိုရေးလဲဆွဲလာပြီးဂတိတော်ထဲမဝင်စားမချင်းမသေးဘူးလို့ဆုံးဖြတ်ခဲ့တဲ့လူတွေသူတို့ကြောင့်ကျွန်တော်ပြောရတယ် come on ဒီ generation ကျွန်တော်လိုချင်တယ်အဲ့ဒီ generation amen hallelujah အဲ့ generation ဒီထဲမှာရှိပါသလား amen လိုချင်တယ်အဲ့ဒါပဲအချင်းအပြည့်အာမခံနဲ့ဆက်သွားဆက်ရှင်းအကြောင်းကဘုရားခင်နဲ့မူတာမသုံးနိုင်တော့အရာဒီဟုသောမဖောက်ပြန်မပြောင်းလဲနိုင်တော့အရာနှစ်ပါးအမိပြု၍ကိုယ်ရှိ၌ထားသောမျှော်လင့်ရာကိုခိုလုံစေခြင်းကပြေးသောငါတို့သည်တတ်တာအားကြီးကြမည်အကြောင်းတည်းတဲ့ဘာလဲမဖောက်ပြန်မပြောင်းလဲနိုင်တဲ့အရာနှစ်ပါးပါလဲယေရှုတော်နဲ့သစ္စာတရားဘယ်တော့မှမပြောင်းအမြဲတမ်းသစ္စာရှိတယ်ဖေဟာအမြဲတမ်းယေရှုပြုတယ်ဖေဟာအဲ့ဒီယေရှုနှစ်ပါးအဲ့ဒီမင်္ဂလာနှစ်ပါးမဖောက်ပြန်တဲ့တော့အရာနှစ်ပါးကိုအမိပြုပြီးတော့ကိုယ်ရှင်း၌ထားသောမျော်လင့်ရာကိုခိုလုံရမယ်ဒါဆက်သွား19မှာထိုမျော်လင့်ခြင်းမူကားကလကာအတွင်း၌ချ၍မြဲမြံခိုင်ခန့်သောစိတ်နှလုံး၏ကြောက်စုကဲ့သို့ငါတို့၌ရှိတယ်ဒါနဲ့ကျွန်တော်ဆုံးသတ်မယ်စိတ်နှလုံးကြောက်စုတဲ့ကြောက်စုဆိုတာကအင်္ဂလိပ်ဆို anchor ဆိုတာဘာလဲဆိုတော့သင်္ဘောတွေကခိုင်ခန့်ခြင်းရင်သင်္ဘောတွေကဟလာ तू ကဒီမှာရက်တော့မယ်ဆိုရင်အဲ့ဒီသင်္ဘောကရေစီးအားနဲ့လေတိုက်တာနဲ့မမျောပါသွားရလေအောင်ကြောက်စုချလိုက်ရတယ်ကြောက်စုချတဲ့ခါမှာအဲ့သင်္ဘောခိုင်ခန့်သွားစေခဲ့တော့သင်္ဘောကခိုင်ခန့်ဖို့ဒီနေ့သင်နှလုံးသားကိုသင်ကြောက်စုချလိုက်စမ်းပါဘယ်မှာချမှာလဲဖခင်ရဲ့ဂတိတော်မှာကြောက်စုချလိုက်စမ်းပါဘာပဲဖြစ်ဖြစ်အဲ့ဂတိတော်တွေကိုမဝင်စားရဘဲနဲ့ငါမသေးရဘူးလို့ဆုံးဖြတ်ချက်ချလိုက်စမ်းပါစိတ်နှလုံးကြောက်စုချလိုက်စမ်းပါဒီနေ့ဘေးနားမှာရှိတယ်ပြောလိုက်စိတ်နှလုံးကြောက်စုချမယ်
ဘယ်တော့မှသင်မုန်တိုင်းလာပါစေရေအားကြီးပါစေသင်ဘယ်တော့မှမတုံမလို့အစင်မြဲခိုင်ခန့်တဲ့ဇီးအောင်တောင်ကဲ့သို့သင်ရဲ့တတ်တာဘုရားခင်ချီးမြှောက်လိမ့်မယ်အာမင်ယုံကြည်ကြပါသလားစိတ်လုံးကြောက်စုကိုချလေဘုရားရဲ့ဂတိတော်တွေကိုဝင်စားပြီးအာဗြဟံရတဲ့ကောင်းကြီးတိုင်းခံရသောသူများဖြစ်ဖို့အရောက်စီတိုင်းဘုရားခင်ကောင်းကြီးပေးပါစေ